ဖျားမဖြေတဲ့မိဂုံ10မျိုး10မျိုးလေမြတ်စွာဘုရားမဖြေတဲ့မိဂုံ10မျိုးရှိမဖြေတဲ့မိဂုံဆိုတာဖြေလို့မရဖြေလိုက်ရင်တစ်ဖက်ရောက်သွားမှာဖြစ်တယ်။ဘာကြောင့်ဖြေမရတာတော့ဆိုမြတ်စွာဘုရားကအတ္တအသက်လိပ်ပြဝိညာဉ်ကောင်ဆိုတာဇီဝဆိုးဆိုတာကိုလက်ခံထားတာမဟုတ်ဘူး။အဲ့ဒါနဲ့ပတ်သက်လာတဲ့မိဂုံတွေကိုမဖြေဘူးမြတ်စွာဘုရားမဖြေဘဲနဲ့ထားတယ်။အဲ့လိုမဖြေဘဲနဲ့ထားလို့ရသလားလို့ဖြစ်နိုင်သလားဒီလိုမိဂုံမျိုးရှိနိုင်သလားဆိုရှိတာပေါ့နော်ဥပမာမဲ့လူတယောက်မှာအိမ်ထောင်စုတစ်ခုမှာဆိုပါစို့မိသားစုမှာသားသမီးမထွန်းကားဘူးနော်သားသမီးမထွန်းကားတဲ့မိသားစုမှာသူ့သားကဘယ်အရွယ်ရှိပြီတော့သားသမီးမှမရှိတာသူ့သားဘယ်အရွယ်ရှိပြီတော့ဆိုတဲ့မိဂုံဘယ်လိုလုပ်ဖြေလို့မရတဲ့ဟာပဲလေဖြေလို့မှမရအဲ့တော့ကားမရှိတဲ့လူကိုသွားပြီးမင်းကားကမိတ်ထင်ဂျပန်လားမိတ်ထင်ဂျာမနီလားလို့သွားမေးရင်ဘယ်လိုလုပ်ဖြေကိုမှမရှိတဲ့ကားအဲ့ဒီကားဘာရောင်နှုံးလို့ပြောရင်လည်းဖြေလို့မရဘူးလေအဲ့ဒီလိုမေးခွန်းမျိုးမြတ်စွာဘုရားကအတ္တဆိုတာကိုလက်ခံတာမဟုတ်ဘူးဇီဝဆိုတာလည်းရှိတယ်လို့မပြောဘူးအဲ့ဒါနဲ့ကင်ပြီးတော့တရားကိုရှိတယ်လို့မပြောဘူးဒါကြောင့်အဲ့ဒါနဲ့ကင်ပြီးတော့မေးလို့ရှိရင်တရားဟာဆိုပါစို့လူဟာသိပြီးရင်ဖြစ်သေးသလားလူဟာသိပြီးရင်မဖြစ်တော့ဘူးလားဆိုမေးခွန်းဟာဘယ်လိုမှဖြစ်လို့မရတဲ့မေးခွန်းလူမှမရှိတာနော်လူလို့ပြောတဲ့အရာမရှိဘူးပြောတဲ့နာမရှိတယ်လို့ဒီလိုခံယူချက်ချင်းအမြင်ချင်းမတူတဲ့ဒီမေခွန်းဆက်ချက်ကိုမြတ်စွာဘုရားလာမေးတော့မြတ်စွာဘုရားကအဗျာကတမေတ္တံဒါငါတို့ရဲတယ်လို့လည်းမပြောဘူးမမြဲဘူးလို့ငါတို့မပြောတဲ့စကားဖြစ်တယ်အဗျာကတမဖြေဘူးလို့ဒီမေခွန်းကဖြေလို့ရတဲ့မေခွန်းတို့မဖြေဘဲထားတဲ့မေခွန်းပဲမိစ္ဆာယူဝါဒနဲ့ပတ်သက်တဲ့မေခွန်းအဲ့ဒါလို့မြတ်စွာဘုရားဖြေလိုက်တဲ့အခါကျတော့ဒါဖြင့်အရှင်ဘုရားဒါကိုမပြောဘူးဆိုရင်အရှင်ဘုရားဘာပြောတာတော့ဘာကိုဟောတော့ဆိုရင်အေးရုပ်တည်နံနေအမှန်တရားတွေကိုသိရှိပြီးတဲ့နောက်မှာတရားတွေဟာအမှန်တရားကိုသိရှိပြီးတဲ့နောက်တရားတွေဟာစင်ကြယ်မှုကိုရပြီးတောကပရိဒီဝါတွေဒုက္ခဒေါမနတတွေကလွန်မြောက်ပြီးနောက်ဆုံးနိဗ္ဗာန်ကိုမျက်မှောက်ပြုသွားတယ်လို့ငါဒီလိုပဲဟောတယ်တရားကိုမဆိုလို့ဘူးပေါ့အဲ့ဒီလိုတရားဝတ်ကလွတ်တယ်ဆိုတာရုပ်တည်နံနေဒီကျင့်စဉ်ကိုကျင့်လိုက်လို့ရှိရင်နိဗ္ဗာန်ကိုမျက်မှောက်ပြုတယ်လို့ဒီလိုပဲဟောတယ်လို့မြတ်စွာဘုရားပြောတဲ့အခါသူကဘာမေးပြန်တော့ဆိုအဲ့ဒါဆိုလို့ရှိရင်အရှင်ဘုရားဟောတဲ့လမ်းကြောင်းအတိုင်းလိုက်တဲ့လူလောကသားတွေဟာဒီတဏှာဝကဘယ်နှယောက်ထွက်သွားပြီလဲနော်အရှင်ဘုရားနိလန်တိုင်းလူတွေကိုတဏှာဝကထွက်အောင်နိလန်ချပေးတယ်ဆိုရင်အဲ့ထဲကတတ္တလောကကြီးတစ်ခုထဲမှာသုံးပုံတစ်ပုံလောက်တဏှာဝကလွတ်သွားပြီလားသုံးပုံတစ်ဝက်လောက်လွတ်သွားပြီလားဆိုတဲ့မေကွန်းပြန်မေးတယ်အဲ့လိုမေးတဲ့အခါကျတော့မြတ်စွာဘုရားသူ့စကားမပြောတော့ပဲနဲ့ငြိမ်နေလိုက်တယ်အဲ့ဒီအချိန်လေးမှာရှင်အနန္ဒာကမြတ်စွာဘုရားနာရှိတယ်ရှိတော့ရှင်အနန္ဒာကဒီဥဒ္ဒိယဟာသူမေးလိုက်တာကိုမြတ်စွာဘုရားမဖြေနိုင်ဘူးလို့အမှတ်မှားသွားလိမ့်မယ်တကယ်ကတော့မြတ်စွာဘုရားကခုနမေးခွန်းမဲ့သူပြန်မေးနေလို့မဖြေတာဟောတရားနဲ့ပတ်သက်တာနဲ့ပြန်မေးလို့မဖြေတာအဲ့တော့မြတ်စွာဘုရားမှာလောကကြီးတစ်ခုလုံးကိုတရားဟောတဲ့အခါမှာဒီလောကရဲ့သုံးပုံတစ်ပုံကနိဗ္ဗာန်ရသွားပြီလူဥယေသုံးပုံတစ်ပုံရော့သွားပြီသုံးပုံထက်ဝက်ရော့သွားပြီတရားတွေအနေနဲ့နိဗ္ဗာန်ရသွားပြီလို့မြတ်စွာဘုရားဒီလိုဟောတာမျိုးမဟုတ်ဘူးတဲ့ငါဥပမာတစ်ခုပြောပြမယ်ဥပမာတစ်ခုပြောပြမယ်နယ်စပ်မှာတိတ်ထားတဲ့မြို့
လုံညိုရေးအတွက်တင်းကျပ်ထားတဲ့မြို့တစ်မြို့မှာတိုင်းကိုလည်းပဲခိုင်ခိုင်ကာထားတယ်ဝင်ပေါက်ထွက်ပေါက်ကိုလည်းတစ်ပေါက်တည်းပဲထားတယ်ကျန်တဲ့အပေါက်တွေလုံးနေအောင်ပိတ်ထားတယ်နေဆက်ကရှမ်းသူတွေနဲ့နီးတဲ့နေရာမြို့အဲ့ဒီမှာအသိဉာဏ်ရှိတဲ့တကားမှုကအမြဲတမ်းပဲဝင်နဲ့ထွက်တဲ့လူတွေကိုကြည့်တယ်ဝင်နဲ့ထွက်တဲ့လူတွေကြည့်တဲ့အခါကျသူဟာတနေ့တနေ့လူဘယ်နှယောက်ထွက်သွားတယ်ဘယ်နှယောက်ဝင်တယ်ဆိုတာသူကြည့်တာမဟုတ်ဘူးသူစဉ်းစားတာဘာလို့ဆိုလို့ရှိရင်လိုက်ပြီးတော့မြို့ကိုစစ်လိုက်တဲ့အခါမှာဘယ်နေရာမှအပေါက်မရှိဘူးဒီတစ်ပေါက်ပဲရှိအဲ့လိုဒီတစ်ပေါက်တည်းရှိတာကိုသိတဲ့အခါကျတော့တဲ့သူကဘယ်လိုဆုံးဖြတ်တော့အေးဒီမြို့ထဲဝင်တဲ့လူတွေအလုံးဟာဒီအပေါက်ကဝင်ဒီမြို့ကထွက်တဲ့လူတွေလည်းဒီတစ်ပေါက်ကပဲထွက်တယ်အဲ့လိုဝင်တာလည်းဒီတစ်ပေါက်ပဲထွက်တာလည်းဒီတစ်ပေါက်ဆိုတာကိုသူသိတယ်လို့ပဲတဲ့မြတ်စွာဘုရားဟာလည်းပဲတဏှာဥက္ကလွတ်တယ်ဆိုတာဒီလမ်းကြောင်းနဲ့ပဲလွတ်တယ်ဒီလမ်းကြောင်းကလွဲရင်တခြားလမ်းကြောင်းမဟုတ်ဘူးလို့လူတိုင်းဟာနိဝရဏတရား၅ပါးဖယ်ရှားခြင်းဘုဇင်9ပါးကိုပွားများအထုတ်ခြင်းတတိပဒံတရား၄ပါးပေါ်မှာစိတ်ကိုအခြေခံထားခြင်းဖြင့်မဂ္ဂင်၈ပါးကိုပွားများပြီးမှတဏှာဥက္ကလွတ်ကြတာလို့အလုံးဟာတဏှာဥက္ကလွတ်သမျှတွေဟာဒီလမ်းကြောင်းကသွားတယ်လို့မြတ်စွာဘုရားဒါပဲသိဒါကိုပဲနှလုံးသွင်းတယ်တရားတွေဘယ်လောက်ရှိတယ်ဒီဟုတ်လားတရားတွေရဲ့ဥယျာဉ်ရဲ့တဝက်ဟာထွက်သွားပြီနောက်ထပ်တဝက်လောက်ကျန်သေးတယ်သုံးပုံတစ်ပုံထွက်သွားပြီနှစ်ပုံလောက်ကျန်သေးတယ်ဒီလိုဟာမျိုးပေါ်မှာမြတ်စွာဘုရားလုံးဝမပြုဘူးလို့ဒီလိုဝင်ပြီးတော့ရှန္ဒနာပြောလိုက်တယ်မေးတာမဖြေတာဟာခုနကလည်းတရားအကြောင်းမေးတယ်အခုလည်းတရားအကြောင်းပဲထပ်မေးလို့မြတ်စွာဘုရားအနေနဲ့တရားဆိုတာကိုလက်ခံထားတာမဟုတ်သည့်အတွက်ကြောင့်ဒီမေးခွန်းကိုမဖြေတာလို့ဆိုပြီးဥဒိယတုတ်မှာဒီလိုဟောထားတာရှိတယ်နော်ဒီယူဝါဒတွေနဲ့ပတ်သက်လာလို့ရှိရင်ဓမ္မလေးနဲ့တဲ့အတွေ့အမြင်တွေပေါ့နော်အဲ့တော့သူပြပိုက်အနေနဲ့ဒီလိုနေရင်ကနေမြတ်စွာဘုရားနဲ့တွေ့တယ်နောက်ပိုင်းမှာဘုရားသာသနာကိုသူကြီးညိုလာတယ်မြတ်စွာဘုရားနဲ့တွေ့တရားဓမ္မနဲ့ပတ်သက်ပြီးတော့ကြီးညိုလာတဲ့အခါမှာသာသနာပေါင်းဝင်ပြီးတော့သူယဟန်ခံတယ်နော်သာသနာပေါင်းဝင်ပြီးတော့ယဟန်ခံတဲ့အခါမှာသူဟာယဟန်ရဲ့သီလကိုစင်ကြယ်အောင်မကြိုးစားပဲနဲ့သီလပြည့်စုံအောင်မကြိုးစားပဲနဲ့ကမ္မဋ္ဌာန်းတရားကိုပဲထိုင်တယ်ကိုကျင့်သီလကမပြည့်စုံဘူးအဲ့ဒါလိုဖြစ်တဲ့အခါကျတော့သီလကိုအရင်တန်ရှင်းစင်ကြယ်အောင်ကျင့်တတ်လောက်အောင်မလုပ်ဘဲနဲ့တရားထိုင်သည့်အတွက်ကြောင့်တရားတို့မရဘူးအားထုတ်တာဘာတရားမှမရဘူးဖြစ်တယ်အဲ့ဒီတချို့ပုဂ္ဂိုလ်တွေဟာမြတ်စွာဘုရားစီကတရားယူပြီးတော့သူတို့တရားထုတရားမြတ်ရတယ်ဆိုတာကိုဘုရားကိုလာလျှောက်တာကိုသူကသိတဲ့အခါကျတော့သူဟာတရားထုတ်ရတဲ့နဲ့တရားထုမရတာဘာကြောင့်လို့ဆိုပြီးမြတ်စွာဘုရားစီဩဝါဒခံမယ်ဆိုတဲ့အနေထားနဲ့မြတ်စွာဘုရားကိုယဟန်ဖြစ်တဲ့အခါမှာချင်းကပ်ပြီးတော့အရှင်ဘုရားတဲ့တပည့်တော်ကိုအချင်းချုပ်ကလေးတရားတစ်ပုဒ်ဟောပေးပါတဲ့ရှင်ဘုရားဟောတဲ့တရားအတိုင်းတပည့်တော်ဟာသက်စွန့်ကြိုးပမ်းအထောက်ပါမယ်ကြိုးစားပါမယ်လို့အဲ့လိုလျှောက်တဲ့အခါမှာမြတ်စွာဘုရားကသူ့အခြေအနေကိုကြည့်ပြီးတော့ကမ္မထံပေးတဲ့သုတ်တံလေးတစ်ခုရှိတယ်။ဘာဟောတော့ဆိုတတ္တမတိဟတွန်ဥတ္တိယအာဓိမေဝဝိသောတိဟိအေးတရားထုတ်ခြင်းတပါဆိုလို့ရှိရင်ဥတ္တိယတဲ့ပထမဆုံးလုပ်ရမယ့်ဟာကိုမင်းစင်ကြယ်အောင်အရင်ကြိုးစားလိုက်သုတ်သင်ရှင်းလင်းရမယ်တဲ့မေတ္တာနာမှာပထမလုပ်မယ့်ဟာကိုလုပ်ဖို့လိုတယ်ဆိုပါစို့တစ်ပင်တစ်ပင်မျိုးစေ့တွေကျဲကျင်တယ်ဆိုလို့ရှိရင်
မျိုးစိကျဲမဲ့မြေနေရာကိုအရင်တန်ရှင်းအောင်လုပ်အောင်တန်ရှင်းပြီးတော့မှဒီမျိုးစိကျဲမှာဒီတိုင်းအမိုက်တော်တွေနော်ဒီပေါင်းနေချတဲ့တော့ကျဲလို့ဘယ်လိုလုပ်ပေါက်မပေါက်ဘူးအဲ့လိုမျိုးလိုပဲတန်ရှင်းကိုပထမလုပ်ရမယ်ဒါမို့တတ္တမတိဟတွန်ဥတ္တိယအာရိမေဝဝိသောဒေဟိကုသလေတုဓမ္မေတုအပြစ်ကင်းပြီးကောင်းကျိုးချမ်းသာကိုပေးနိုင်တဲ့ကုသိုလ်တရားတွေထဲမှာပထမဆုံးလုပ်ရမယ့်အချက်ကိုတဲ့စင်ကြယ်တန်ရှင်းအောင်အရင်လုပ်ပါကောစာတိကုသလနံဓမ္မနံကုသိုလ်တရားတွေရဲ့အစဆိုတာဘာလဲမြတ်စွာဘုရားကမေးပြီးတော့သီလင်္စသဝိတုဒ္ဓံဒိဋ္ဌိစဥစုကကုသိုလ်တရားတွေရဲ့အစဆိုတာကိုချင်းသီလလုံးဝဖြူစင်ရမယ့်ကိုချင်းသီလကိုချင်းသီလကိုစင်ကြယ်အောင်အရင်လုပ်ပြီးတဲ့အခါမှာဖြောင့်မှန်တဲ့အမြင်တစ်ခုထားဒိဋ္ဌိစဥစုကသီလနဲ့တမ္မာဒိဋ္ဌိလို့ဆိုလို့သီလရှိရမယ်တမ္မာဒိဋ္ဌိမှန်ကန်တဲ့အမြင်ရှိရမယ်အဲ့ဒီနှစ်ခုဟာကုသိုလ်တရားတွေအတွက်အရေးကြီးဆုံးအစပထမဒါတွေကစရမှာဖြစ်သည်ဒီလိုဆိုတယ်ဒါမို့သီလကိုအရင်ကျင့်တဲ့လောက်တည်ထီအောင်ကိုယ်သီလကိုကိုယ်စင်ကြယ်အောင်စောင့်တည်ပြီးတော့ကြိုးစားပါမှန်ကန်တဲ့အမြင်တစ်ခုလက်ကင်ထားပါအဲ့ဒါလို့သီလကိုစောင့်တည်ထားပြီးတဲ့စင်ကြယ်အောင်လုပ်ပြီးတဲ့အခါမှာသီလနိတ္တယသီလေပဋိဋ္ဌာယအဲ့ဒီသီလကိုအမိပြုသီလပေါ်မှာယက်တည်ပြီးတဲ့အခါမှာတတိပဋ္ဌာန်တရားကိုပွားပါလို့မြတ်စွာဘုရားဟောတယ်အဲ့တော့တတိပဋ္ဌာန်တရားပွားမယ်ဆိုရင်ကိုယ်သီလကိုကိုယ်အရင်စောင့်တည်ရတယ်ဒါမို့ဒီကနေ့ခေတ်မှာလည်းပဲမြန်မာနိုင်ငံမှာဒီကုသိုလ်ကောင်းမှုလုပ်တိုင်းလည်းသီလပြန်စောင့်တည်ခိုင်းတယ်တရားဘာဝနာရိပ်တာတွေမှာလည်းပဲထို့တူပဲတရားထိုင်တော့မယ်ဆိုရင်သီလကိုအရင်စောင့်တည်ကြသို့တော့သီလစောင့်တည်တဲ့အခါမှာရိုးရာဆိုနေကြဆိုလို့ကတော့ဒီအကျုပ်တရားမှုကအားနေမှာမဟုတ်ဘူးဆိုနေကြဆိုတာမျိုးမဟုတ်ဘဲနဲ့ကိုယ့်ရဲ့သီလဟာဒီချိန်မှာငါစောင့်တည်လိုက်တဲ့အချိန်မှာမကျွလွန်သေးလို့လုံးဝစင်ကြယ်တယ်လို့ကိုယ့်ကိုကျင့်တတ်လောက်အောင်ရှိဘူးလို့အဲ့ဒီလိုစိတ်ထဲကကျင့်တတ်လောက်အောင်ဆိုပြီးရင်ကျင့်တတ်နိုင်တဲ့အတိုင်းတာရှာပါဏာတိပါဒဝေရမဏိသိက္ခာပရံသမာရိယပြီးဆိုလိုက်တယ်အေးငါဒီသိက္ခာကိုငါစောင့်တည်လိုက်ပြီလုံးဝမကျွလွန်ဘူးငါမှစင်ကြယ်တဲ့တန်ရှင်းတဲ့ဆိုစိတ်ထို့တူပဲသီလတွေတစ်ခုချင်းစောင့်တည်ပြီအဲ့ဒီသီလတွေမှာလုံးဝအပြစ်မရှိပဲနဲ့လုံးဝစင်ကြယ်တယ်ဆိုတဲ့ကျင့်နှက်လောက်တဲ့စိတ်တွေရတော့အားကိုးယုံကြည်လောက်တဲ့အနေအထားမျိုးဖြစ်အောင်သီလကိုတွေးတောဆင်ခြင်ရမယ်ဒီလိုဆိုလို့ဆိုရုပ်တိုင်းသာဆိုလိုက်တယ်ပြီးရင်ထားပြီးတော့ဒီလိုလုံးလိုက်တယ်ဆိုရင်တော့အကျိုးရှိမှာမဟုတ်ဘူးငါသီလကိုငါစောင့်တည်လိုက်ပြီးငါမှစင်ကြယ်တဲ့သီလရှိနေပြီဆိုတာကိုအာယုံစိုက်ပြီးတတိထားဖို့လိုတယ်ပေါ့အဲ့ဒီသီလပေါ်မှာအခြေခံလိုက်ပြီးတော့မှတတိပဌာန်တရား၄ပါးကိုပွားပါဆိုအာနာပါနကမ္မထာလုံးမလားဝေဒနာကိုရှုတဲ့ဝေဒနာနုပဒနာလုံးမလားကာယ ानु ပဒနာအာနာပါနနော်တခြားနည်းတွေနဲ့အာထုတ်တာတို့စိတ် ानु ပဒနာစိတ်ကိုကိုယ်စိတ်စဉ်ကိုသိချာသုံးသပ်ဆင်ခြင်တဲ့စိတ် ानु ပဒနာကမ္မထာဓမ္မ ानु ပဒနာကမ္မထာကိုယ်အာယုန်ထဲမှာပေါ်လာတဲ့និဝရဏတရားတို့ခန္ဓာ၅ပါးတို့အာယရဏတို့ဆိုတဲ့ရှုမှတ်ရမယ့်တရားတွေအဲ့ဒီလိုကာယ ानु ပဒနာဝေဒနာ ानु ပဒနာစိတ် ानु ပဒနာဓမ္မ ानु ပဒနာဆိုတဲ့တရားသဘောသက်သက်ခန္ဓာကိုယ်ထဲမှာတရားသဘောသက်သက်တွေ့အောင်ရှားပြီးအဲ့ဒီတရားသဘောတွေအပေါ်မှာတွေ့တာချင်းမုန်းတီးခြင်းဆိုတဲ့အဘိဇ္ဇာတို့ဒေါမနတတို့မပါစေပဲနဲ့တတိပဌာန်တရား၄ပါးကိုပွားပါလို့မြတ်စွာဘုရားသူ့တရားဟောတာနော်အဲ့ဒါလို့တတိပဌာန်တရားကိုပွားလိုက်တဲ့အခါမှာဘာဖြစ်မလို့နော်
အဲ့ဒီတတိပဋ္ဌာန်ကိုပွားလိုက်မယ်ဆိုလို့ရှိရင်ကြည်ကြည်နက်နက်ပွားလိုက်လို့ဝိပဿနာဉာဏ်အစဉ်စဉ်တက်သွားလို့ရှိရင်သိချင်းတရားရဲ့ဟိုဘက်ကန်းကိုမသိတဲ့ဟိုဘက်ကန်းကိုရောက်သွားမယ်ဒီဘက်ကန်းနဲ့ဟိုဘက်ကန်းဒီဘက်ကန်းကခန္ဓာရှိတယ်ဟိုဘက်ကန်းကျတော့ခန္ဓာမရှိဘူးခန္ဓာရှိတဲ့နေရာသိခြင်းတရားရှိတယ်ခန္ဓာမရှိတဲ့နေရာသိခြင်းတရားမရှိဘူးအဲ့တော့ခန္ဓာရှိတဲ့ဤမှာဘက်ကန်းကနေပြီးတော့ခန္ဓာမရှိတဲ့ဟိုမှာဘက်ကန်းလို့ဆိုတဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်မှာလို့မြတ်စွာဘုရားဒီလိုအကျဉ်းလေးဟောလိုက်အဲ့ဒီဟောလိုက်တဲ့အကျဉ်းတရားလေးကိုမြတ်စွာဘုရားရဲ့ကမ္မထံတရားသူလုပ်ရမယ့်အချက်ကဘာတော့သူကမှန်ကန်တဲ့အမြင်တစ်ခုလက်ကင်ထားပြီးတော့သီလကိုစင်ကြယ်အောင်ကြိုးစားလိုက်တယ်နံပါတ်1သီလစင်ကြယ်အောင်ကြိုးစားပြီးတော့တမာရီထူထောင်တယ်တတိပဋ္ဌာန်တရား၄ပါးပွားတယ်ဆိုတာတမာရီထူထောင်တယ်ပြီးရင်ဝိပဿနာအလုပ်ကိုလုပ်တယ်ဒီလမ်းစဉ်မှာအဲ့ဒါလို့ကြိုးစားအထောက်လိုက်တာမြတ်စွာဘုရားမိန့်ကြားတဲ့အတိုင်းပဲသူဟာတရားဓုတရားမြတ်ရရှိပြီးတော့သွားတယ်လို့ဒါကရှေ့ပိုင်းလေးอ่ะเนาะအဲ့ဒါလို့ရှိတယ်သူကအဲ့လိုတရားအထုတ်တဲ့အချိန်မှာသူကဘာဖြစ်လာလဲတရားဓုမရခင်လေးမှာသူဘာဖြစ်လာလဲယောဂဖြစ်လာယောဂဖြစ်လာတယ်နေမကောင်းထိုင်မသာတွေဖြစ်လာတယ်အဲ့လိုနေမကောင်းထိုင်မသာဖြစ်လာတဲ့အခါမှာဝိပဿနာတရားအထုတ်ရင်ချက်ချင်းကြီးရသွားတာမဟုတ်ဘူးနော်ချက်ချင်းကြီးရသွားတာမဟုတ်ဘူးအဲ့တော့တရားအထုတ်နေရင်ကနေပြီးတော့ယောဂဖြစ်လာတယ်အဲ့ဒါလို့ယောဂဖြစ်လာတဲ့အခါမှာသူ့ကိုယ်သူအားပေးတယ်အားပေးတယ်ဆိုတာလူတွေမှာအတွေးနှစ်ခုရှိတယ်အဲ့ဒီအတွေးနှစ်ခုဟာအတွေးတစ်ခုကပြင်းရမှုကိုဖြစ်ပေါ်စေပြီးတော့အတွေးတစ်ခုကကြိုးစားမှုကိုဖြစ်ပေါ်စေဒါကြည့်နော်ကိုယ့်အကိုတွေးတတ်ဖို့မှန်ကန်တဲ့အတွေးနဲ့တွေးရဒီတစ်ခုကိုပဲတွေးတာမှာအတွေးမတူလို့ရှိရင်သူကပြေးတဲ့ဘက်ရောက်သွားတယ်အပြင်းဘက်လဲသွားတာရှိတယ်ကြိုးစားတဲ့ဘက်ကိုလဲသွားတာရှိတယ်သူကယောဂဖြစ်လာသည့်အတွက်ကြောင့်သူတွေးတာကဘယ်လိုတွေးတော့ငါမှယောဂဖြစ်လာပြီယောဂဖြစ်နေလို့ရှိရင်တရားထုတ်ဖို့ရနော်ယောဂဖြစ်နေပြီယောဂဖြစ်လာလို့ရှိရင်ဒီတတိယောဂတိုးလာလို့ရှိရင်တရားအထုတ်ဖို့ရခဲရင်သွားလိမ့်မယ်အဲ့တော့ငါခုပဲလုံးမပဲယောဂသိမ့်မတိုးခင်ငါခုပဲကြိုးစားမယ်ဟောအဲ့ကြိုးစားဖို့ပဲစဉ်းစားလိုက်တာနော်ယောဂဖြစ်ပြီလို့ဒီနေရာမှာဆိုပါစို့လူတွေမှာအတွေးနှမျိုးပေါ်တယ်ဆိုတာကိုကြည့်ကမ္မမက္ခခေလညပိန္ဒလေးနှစ်လီဆိုတဲ့ကြပြလေးအတိုင်းကမ္မဆိုတာအလုတ်လုတ်เสียရှိတာရဲ့အလုတ်လုတ်ပြီးတဲ့အချိန်ရဲ့နှစ်ခုလူတိုင်းမှာနော်အလုတ်လုတ်เสียရှိနေတယ်နောက်တစ်ခုကအလုတ်လုတ်ပြီးစားအချိန်အလုတ်လုတ်เสียရှိတဲ့အချိန်ရဲ့အလုတ်လုတ်ပြီးစားအချိန်ရဲ့အဲ့ဒီအချိန်မှာအတွေးနှမျိုးကွဲပြားခြားနားတချို့ကဘယ်လိုတွေးတော့ဆိုရင်အလုံးလုံးဆရာရှိတယ်အလုံးလုံးရင်ငါပင်မမှာအဲ့တော့အားလေးရှိအောင်အခုအိတ်လိုက်အောင်မယ်ဒါတွေးတယ်လူကတယောက်နော်တခါအလုံးလုံးပြီးတဲ့အခါမှာလည်းအေးလုံးလုံးတော့ငါပင်မနဲ့နားလိုက်အောင်မယ်အိတ်လိုက်အောင်မယ်ဟုတ်လားဒါကြတော့ကုသီတာဝတ္ထုလို့ခေါ်တယ်အပြင်းပဲရောက်သွားရသော်ဘုရားကတော့အဲ့ဒါလို့မတွေးရဘူးတဲ့ဘာလို့ဆိုရင်အလုံးလုံးဆရာရှိတယ်ဆိုရင်ဘယ်လိုတွေးဘလို့ငါမှလုံးဆရာတွေရှိသေးတယ်အဲ့ဒါတွေလုတ်ပြီဆိုလို့ရှိရင်ငါတရားအထုတ်နိုင်မှာမဟုတ်ဘူးမလုတ်ခင်လေးကိုတရားထုတ်လိုက်အောင်မယ်ဆိုအတူတွေးရမယ်လုတ်ပြီးတဲ့အချိန်မှလည်းပဲအလုံးလုံးလို့ငါပင်ပန်းနေတယ်နော်အဲ့တော့အလုံးလုံးပြီးလို့ပင်ပန်းနေတယ်သို့တော်လည်းပဲအလုံးလုံးနေရတဲ့အချိန်မှာငါတရားအမထုတ်လိုက်ရဘူးခုချိန်မှာတော့ပင်ပန်းတာတွေဂီးမဆိုင်နိုင်ဘူးကြိုးစားအထုတ်လိုက်အောင်ပါပဲဟောအတွေးနှစ်ခုချင်းမတူဘူးเนาะအဲ့တော့ခုနလိုနားလိုက်အောင်ပဲဆိုတဲ့လူကအတွေးကအပြင်းမဲ့ရောက်သွားတယ်အေးလုံအောင်ပါပဲဆိုတဲ့လူရဲ့အတွေးကြတော့ဝိရိယဓမ္မကြိုးစားအထုတ်တယ်ဆိုကမ္မမက္ခဆိုတာကြတော့ခရီးသွားเสียရှိတယ်ခရီးကပြန်လာတယ်ဒီနှစ်ချက်
ခရီးသွားเสียရှိတယ်ဆိုလို့ရှင်လေလူတွေအေးခရီးသွားလို့ရှင်ငါပင်ပန်းလိုက်မယ်ခုတည်းအားရှိအောင်အိတ်ထားအောင်မယ်ဒါပြင်းတဲ့လူရဲ့အတွေ့ခရီးပြန်လာလို့ရှင်ခရီးသွားလို့ငါပင်ပန်းခဲ့ပြီတော့နားအောင်ပါပဲဆိုပြီးတော့ခရီးပြန်တော့လဲနားတယ်မသွားခင်လည်းနားတယ်အဲ့ဒီဘက်ပဲတွေးအေးတကယ်သူတော့သူမြတ်တွေကြတော့ဘလို့တွေးတော့ငါခရီးသွားเสียရှိတယ်သွားနေလို့ရှင်တရားအထုတ်နိုင်မှာမဟုတ်ဘူးမသွားခင်လှုပ်လိုက်အောင်ပါပဲဟောလှုပ်ဖို့ပဲကြိုးစားခရီးပြန်ရောက်လာတဲ့အခါအေးခရီးသွားနေတဲ့အချိန်မှာငါအလုံးမလုံးနိုင်ဘူးခရီးအခုပြန်ရောက်လာပြီဒီအချိန်လေးလှုပ်အောင်ပါပဲလို့ဟောအဲ့တော့အတွေးနှစ်ခုကကြည့်လေအပြစ်မဲ့ရောက်သွားတဲ့အတွေးနဲ့အလုံးလုံးတဲ့အတွေးဒီနှစ်ခုကကွဲပြားချင်တာခေလင်ညတဲ့နောက်တစ်ခုကနေမကောင်းတာနေမကောင်းတော့မယ်လို့ဖြစ်တဲ့အချိန်ရဲ့နလန်ထစရဲ့တော့နေမကောင်းတော့မဲ့အခြေအနေမျိုးရောက်လာလို့ရှိရင်ခုပါပြောတော့ပြင်းတဲ့လူကဘယ်လိုတွေးအေးနေမကောင်းလို့ရှိရင်ငါအားတွေဆွဲလို့လိမ့်မယ်ဒါကြောင့်မို့အခုတွေကနေအိတ်လိုက်အောင်မယ်နလန်ထလာတဲ့အခါလဲအေးနေမကောင်းတော့ကလည်းငါပင်ပန်းခဲ့တယ်နလန်ထတော့နားအောင်မှပဲဆိုပြီးတော့အားပြည့်အောင်နားဖို့ပဲသူကစဉ်းစားတယ်အခုဥဒိယမထေရကတော့သူနေမကောင်းတာကိုသူစဉ်းစားတော့အေးအာဘာရောမေသမုပ္ပန္နောကာလောမေနပမစ္စည်းတောသူကနေမကောင်းနေပြီနေမကောင်းလို့ရှိရင်ဒီရမဆိုးခင်ငါတရားထုတ်မှာဖြစ်မယ်ဒီတဲ့ဆိုးလိုက်ရင်ငါတရားထုတ်နိုင်မှာမဟုတ်ဘူးဒီယောဂဝေဒနာကိုငဲ့ပြီးတော့နေပဲဆိုရင်ငါတရားထုတ်နိုင်မှာခုတည်းအကျိုးစားမှဖြစ်မယ်ဆိုပြီးယောဂဝေဒနာဖြစ်တာကိုပဲနော်တရားထုတ်တယ်ဒါဘာသောတတိယတော့ဆိုဘုန်းကြီးတို့နေတဲ့စံကြောင်းကိုဆောက်လုပ်လှူတဲ့တက္ကမကြီးဟာယောဂဝေဒနာရတဲ့အခါကျတော့သူစားတစ်စောင်လှမ်းပြီးတော့ရေးတယ်ယောဂဝေဒနာဖြစ်သည့်အတွက်ကြောင့်တဲ့သူဟာပို့ပြီးတော့အရင်တုန်းကတော့တရားမလုပ်ဖြစ်ဘူးတဲ့အခုပို့လုပ်ဖြစ်လာတယ်ယောဂဖြစ်တာတောင်ကျေးဇူးတင်ရမလို့ဖြစ်တယ်တဲ့ယောဂဖြစ်နေသည့်အတွက်ကြောင့်အခုချိန်မှာနေကောင်းနေတုန်းကတော့ရက်ရွှေ့လားရွှေ့နဲ့မအားသေးဘူးဆိုတဲ့ဒီအကြောင်းပြချက်နဲ့နေတာအခုတော့ယောဂဝေဒနာဖြစ်လာတဲ့အခါမှာသူပို့ပြီးတော့တရားအထုတ်ဖြစ်ပါတယ်ဆိုတာကိုစာရေးထားတာရှိနော်အဲ့ဒါဒီဥဒ္ဒယမထေရလည်းအဲ့ဒီပဲသဘောပဲနော်ဥဒ္ဒယအဲ့ဒါလို့သူကယောဂဝေဒနာတွေဖြစ်တာကိုအကြောင်းပြုပြီးတော့သူကသူအာတတ်ရောဖြစ်ပြီးကြိုးစားအထုတ်တယ်ကြိုးစားအထုတ်လိုက်တဲ့အခါမှာမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တိုင်းလိုက်နာဆောင်ရွက်လိုက်တော့မကြခင်ပဲသူဟာယဟနာဖြစ်သွားတယ်အောင်မြင်ပေါက်ရောက်သွားတယ်အဲ့ဒါလို့အောင်မြင်ပေါက်ရောက်သွားယဟနာဖြစ်တဲ့အခါမှာသူကဒီအမတ်တရားစကားကိုပဲသူ့အတွေးတဲကအမတ်တရားစကားကိုပဲအလုံးကိုပြောပြတယ်အာဘာတိမေသမုပ္ပန်နေတတိမေဥဒပစ္စထယောဂဖြစ်ပေါ်လာတဲ့အခါမှာသူဟာတတိချီးစွာဖြစ်ပေါ်လာတယ်ငါမေ့နေလို့မတော်ဘူးငါမှယောဂစဖြစ်လာပြီမိလျောရောနေလို့မတော်တော့ဘူးခါတိုင်းလို့မအားသေးဘူးဆိုတဲ့အကြောင်းများနဲ့ငါလှုပ်လို့မရဘူးအာသည်ဖြစ်စေမအာသည်ဖြစ်စေငါလှုပ်ရမယ်အလုပ်ခုချိန်လှုပ်ရတော့မှာဆိုတဲ့တတိဖြစ်လာတယ်နော်အာဘာရောမေသမုပ္ပန္နောငါရဲ့တဏ္ဍမယောဂဝေဒနာတွေအဖြစ်နေပြီကာလောမေနပမစ္စည်းတောယခင်ကလိုနေရွှေရက်ရွှေဖိနေဖို့ရမတော်တော့ဘူးမအားသေးဘူးဆိုတဲ့အကြောင်းပြတွေနဲ့နေလို့မသိတော်တော့ဘူးကြိုးစားရမှာဖြစ်တယ်လို့သူကသူအာသစ်ပြီးတော့ကြိုးစားအထောက်လိုက်တာတကယ်ယဟန္တာပုဂ္ဂိုလ်ကြီးဖြစ်သွားတယ်ဆိုတာဒါဥဒိယမထေရရဲ့အမတ်တရားစကားပဲချစ်ခင်မြတ်နိုးစရာမိသားစုမှာသားသမီးသားကလေးတူးသာထွန်းကားတဲ့မိသားစုမိဘတွေဟာသားသမီးပေါ်မှာစုပြုံပြီးတော့
ချစ်ခင်မြတ်နိုးကြသလိုတရားအလုံးလောကကြီးမှာရှိသမျှတရားအလုံးပေါ်မှာလည်းပဲကောင်းကျိုးချမ်းသာကိုလိုလားတဲ့မေတ္တာတရားထားကြပါလို့ဒါသူ့ရဲ့အမှတ်တရားစကားပဲเนาะအဲ့တော့မိသားစုတစုမှာသာသမီများမယ်ဆိုရင်တော့ချစ်မြတ်နိုးစရာတွေကများတယ်အခုတော့မိသားစုထဲမှာသာသမီတူပဲထွန်းကားတယ်အဲ့ဒီသာသမီထွန်းကားတဲ့သာသမီကလည်းအလွန်လိမ္မာရေးချရှိသည့်အတွက်ကြောင့်မိခင်ဖခင်တို့ရဲ့စိတ်နှလုံးဟာဒီသားဒီသမီးတူဒီပေါ်မှာသာစုပြုံပြီးတော့ကောင်းကျိုးချမ်းသာတွေရစေဖို့ကြီးပွားတိုးတက်ဖို့ဆိုတဲ့ချစ်ခင်မြတ်နိုးတဲ့အကျိုးစီးပွားကိုလိုလားတဲ့စိတ်တွေဟာဖြစ်ပေါ်နေတယ်လို့ပဲဘယ်ဘဝဘယ်ဒေသဘယ်ရှိရှိဘယ်တရားပဲဖြစ်ဖြစ်တရားတွေလူပဲဖြစ်ဖြစ်နတ်ပဲဖြစ်ဖြစ်တိရစ္ဆာန်ပဲဖြစ်ဖြစ်မိမိနဲ့ကြုံတွေ့ရသည်ပဲဖြစ်စေမကြုံတွေ့ရသည်ပဲဖြစ်စေတတ္တလောကကြီးတစ်ခုလုံးပေါ်မှာအကျိုးစီးပွားကိုလိုလားတဲ့မေတ္တာစိတ်ထားပါလို့ထားတဲ့ပါတယ်လို့ဒီမထေရမြတ်ကသူ့ရဲ့အမှတ်တရစကားကိုဒီလိုဟောပြောမိတ်ဆိုခဲ့တာဖြစ်တယ်အဲ့တော့မြတ်စွာဘုရားမေတ္တာတုံမှာဟောထားတဲ့စကားနဲ့ခတ်ဆင်ခြင်းပဲမာတာယထာနိယံပုဒ္ဒမာယုတဧကပုဒ္ဒမနုရခေဧဝံပိတဗ္ဗភုတေတုမာနတံဘာဝေအပရိမာဏံဆိုလူတိုင်းနားလည်ဖို့အတွက်မြတ်စွာဘုရားတူဒီသောသာသမီရှိတဲ့မိခင်ဟာထိုသာသမီပေါ်မှာသာလဲချစ်ခင်ကျင်နာမှုတွေဟာစုပြုံပြီးတော့တည်ရှိနေသလိုတရားတွေအလုံးပေါ်မှာမေတ္တာတရားတွေအကျဉ်းတရားတွေဖြစ်ပေါ်လာအောင်အတိုင်းအတာကန့်သတ်မထားဘဲနဲ့ကြိုးစားပွားများအထောက်ပါလို့မေတ္တာတုံးမှာလည်းဒီလိုဟောတာပဲเนาะမေတ္တာတုံးမှာဒီလိုဟောတာမိခင်ရဲ့မေတ္တာမိခင်ကတူရီသောသားသမီးပေါ်မှာအသက်ပေးပြီးတော့ဆောင်းလျှောက်တဲ့မေတ္တာမျိုးရှိတယ်အလုံးပေါ်မှာအဲ့လိုမေတ္တာထားလိုက်အောင်ကြိုးစားပါလို့အဲ့တော့မေတ္တာထားတယ်ဆိုတာခွဲခြားရတဲ့အရာတော့မဟုတ်ဘူးသူ့ပေါ်တော့မေတ္တာထားတယ်သူ့ပေါ်တော့မေတ္တာမထားဘူးဒီလိုမခွဲခြားရတဲ့တရားဖြစ်လို့တရားအလုံးပေါ်မှာတူညီသောမေတ္တာတရားထားနိုင်အောင်ကြိုးစားရမယ်အဲ့တော့တရားအလုံးဆိုတာဟာတရားတွေဆိုတာကိုယ်နဲ့မိတ်ဆွေဖြစ်ခြင်းနဲ့ဖြစ်မယ်ကိုယ်နဲ့မသိတဲ့ပုဂ္ဂိုလ်ရင်လည်းဖြစ်ခြင်းဖြစ်မယ်သို့မဟုတ်ကိုယ်နဲ့မတည့်တဲ့လူရင်လည်းဖြစ်ခြင်းဒီ၃ယောက်ပေါ့အဲ့ဒီတော့ကိုယ်မိတ်ဆွေပေါ်မှာမေတ္တာထားဖို့တော့လွယ်တယ်နောက်တစ်ခုကြိုးစားမယ်ဆိုရင်ကိုယ်နဲ့မသိတဲ့သမ္မာပုဂ္ဂိုလ်တယောက်ပေါ်မှာပဲမေတ္တာထားမယ်ဆိုရင်လည်းမခက်ခဲတော့ဘူးသို့တော့ကိုယ်နဲ့မတည့်တဲ့လူပေါ်မှာမေတ္တာထားဖို့ဆိုတာဒါခက်ခဲဆုံးတစ်ခုအဲ့ဒီပေါ်မှာမေတ္တာထားနိုင်အောင်ကြိုးစားပါလို့ဘာဝေအပရိမာဏံတိုင်းတာကန့်သတ်မှုတွေမထားတဲ့မေတ္တာစိတ်ကိုဖြစ်အောင်ကြိုးစားပါရှင်တွေကအမုန်းတရားကိုမေတ္တာနဲ့ထုတ်ပစ်ပြီးတော့အလုံးပေါ်မှာမေတ္တာထားနိုင်အောင်ကြိုးစားပါလို့သောပါကဆိုတဲ့မထေရမြတ်ကတရားတွေအလုံးပေါ်မှာမေတ္တာထားဖို့တိုက်တွန်းနှိုးဆော်ခဲ့တာဖြစ်တယ်ပေါ့အဲ့ဒါသူ့ရဲ့တိုက်တွန်းနှိုးဆော်ရခြင်းအကြောင်းသူ့ရဲ့ဘဝဇာတ်လမ်းလေးကိုအချင်းချင်းမတန်းတင်ပြီးတော့ကြည့်အောင်သူဒီလိုမတရားစကားပြောခဲ့တာဟာသူ့ရဲ့အတွေ့အကြုံတွေပေါ်မှာအခြေခံတာဖြစ်တယ်ပေါ့သူဟာဒီ
သေးသေးချာချာမှတ်တမ်းတင်ထားခြင်းမရှိတော့လေလူဘဝရောက်တဲ့အခါမှာသူတော်စင်သူတော်မြတ်တွေနဲ့ကြုံတွေ့ပြီးတော့ကုသိုလ်ကောင်းမှုလုပ်ခဲ့တယ်ကုသိုလ်ကောင်းမှုကိုအဓိကာရလို့ခေါ်တယ်အဓိကာရလူဆိုတာစိတ်ကောင်းနှလုံးကောင်းနဲ့လုပ်တဲ့အရာတွေအလုံးဟာကုသိုလ်လို့ခေါ်တာပဲတရားပဲဖြစ်ဖြစ်ဆိုပါစို့တရားလေးတစ်ကောင်ဟာမစားရမတော့ရလို့ပိန်းနေတယ်အကျဉ်းနာဖြစ်ပြီးတော့ကျွေးခဲ့တယ်မွေးခဲ့တယ်ထမင်းကျွေးတယ်ရေတိုက်ပေးတယ်ဒါလည်းအကျဉ်းနာတရားတစ်ခုဒါလည်းမေတ္တာဒါနကောင်းမှုတစ်ခုပဲအဲ့ဒါလို့လှုပ်တာကအစကုသိုလ်ကောင်းမှုတွေဆိုတာလူတွေအတွက်ကောင်းကျိုးချမ်းသာကိုပေးနိုင်တာတွေကြီးပဲအားလုံးနော်ကောင်းကျိုးချမ်းသာတွေပေးနိုင်တာတော့ဒါနကောင်းမှုဆိုတာမြည်သူကိုပဲပေးဒါနကုသိုလ်ဟာဖြစ်တယ်မှန်ကန်တဲ့ရည်ရွယ်ချက်နဲ့သူ့ပေါ်မှာအကျိုးစီးပွားကိုလိုလားတဲ့စိတ်တော်ထားတစုံတစ်ခုရလို့မှုနဲ့ပေးတာမျိုးကြတော့သူကအယောင်းဝယ်လုပ်တဲ့သဘောဆန်သွားတယ်ပေါ့အဲ့ဒါမျိုးမဟုတ်ပဲနဲ့ဘာမှမျှော်လင့်ချက်မထားဘူးသူ့ကိုချမ်းသာစေခြင်းလို့သို့မဟုတ်သူစားစေခြင်းလို့ပေးတယ်ဆိုတာမေတ္တာနဲ့ပေးတာတရားတစ်ကောင်ပဲပေးလူတယောက်ကိုပဲပေးဒါနကောင်းမှုဖြစ်တယ်နော်ဒါနကောင်းမှုဆိုတာဖြစ်တယ်ဒါကြောင့်ဒါနကောင်းမှုဆိုတာဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်မိသားစုထဲမှာကိုရတဲ့ဝေစုတွေကနေပြီးတော့မဝသေးဘူးဆိုရင်ကိုကလျှော့စားပြီးကြွေးတာလေဒါလည်းဒါနကောင်းမှုပဲနော်ဒါနကောင်းမှုဖြစ်တယ်တချို့အိမ်တွေဆိုလို့ရှိရင်ချက်ပြုတ်တဲ့ပုဂ္ဂိုလ်ကသူများကြက်နဲ့မိသားစုတွေကုံဝအောင်ကြွေးပြီးမှသူကကျန်တာလေးစားတဲ့မိသားစုတွေရှိတတ်တယ်ပေါ့နော်အိုးလူခွက်လူခေါ်တာပေါ့နော်အဲ့လိုစားတာမျိုးတွေဒါလည်းသူ့ရဲ့မေတ္တာစေတနာဒါနကောင်းမှုဖြစ်တာအဲ့လိုဒါနကောင်းမှုဆိုတာဟာဘာပဲဖြစ်ဖြစ်လူလောကရောက်လာတဲ့အချိန်မှာဒါနကောင်းမှုဆိုတာလေပြုချဒါနကောင်းမှုပြုတယ်ဆိုတာအထူးဆန်းမဟုတ်ဘူးဒီအလူကြီးပေးဖို့ဒီလိုဟာတွေမဟုတ်ဘူးအချင်းချင်းအပြန်အလှန်ပေးတာကဏ္ဍလေးတွေဟာဒါနကောင်းမှုတွေကြီးပဲအကုန်လုံးနော်မဂ္ဂဒေဝလင်္ကာမှာရေးထားတယ်လို့ရေအေးတစ်ခွက်စီတစ်ဆက်နဲ့လက်ဖက်တရိုးကြံတချိုးမြမျက်နှိုးချီပြူဒါနဟူသည်ကုသိုလ်ကောင်းမှုရရပြုတော်တော့ကိုစားတဲ့ထက်ကပေးနေဒါနဖြစ်တာเจ้าကြီးတွေဆောက်မှလူကြီးတွေပေးမှဒါလုံးဝဒါနမဟုတ်ဘူးနော်သူချင်းချင်းဟာဒီလိုပေးချမ်းကမ်းခြင်းဆိုတာဒါနသို့တော်အဲ့ဒီဒါနဟာပြုလွယ်ကြတယ်စေရနာထက်သန်တယ်ချင်းချင်းမေတ္တာရှိနေတယ်ဆိုရင်ပေးဖို့လွယ်ကြတယ်အဲ့ဒီလိုဒါနတဲ့နည်းနည်းခက်တဲ့ကုသိုလ်လေးတစ်ခုစဉ်းစားကြည့်လိုက်ပေးတာမဟုတ်ဘူးကိုချင်းတရားထိမ့်သိမ့်တာကိုချင်းတရားထိမ့်သိမ့်တယ်လို့ပြောပေမဲ့လို့ပေးတာကအပေါ်ယံအထောက်အကူပြုတာဖြစ်တယ်သူများကိုမထိခိုက်အောင်နေမယ်ဆိုရင်ဒါသီလကုသိုလ်ဖြစ်ပြန်ဆိုတော့ပါဏာတိပါဒဝေရမဏိဆိုသူမထိခိုက်စေဘူးကိုပတ်ဝန်းကျင်ကလူတွေကိုကြောင့်ဒုက္ခမရောက်စေဘူးအဒိဏဒါနာပစ္စည်းပြောင်းလို့ပစ္စည်းပြက်လို့ဒုက္ခမရောက်စေခြင်းကာမိတုပိစ္ဆာစာကိုကြောင့်မိသားစုတွေဂုဏ်သိက္ခာမကျစေဘူးမုဒ္ဒဝါဒကိုရဲ့လိမ်လီလီပြားမှုကြောင့်အကျိုးပျက်စီးတာမျိုးတွေမဖြစ်စေခြင်းဟောတရားတွေကလည်းအလုံးမမြတ်တဲ့ပေကံမှုတစ်ခုပဲဖြစ်တယ်ဒါကြောင့်မို့လို့၅ပါးသီလကိုလည်းမဟာဒါနလို့ခေါ်တယ်သူကမဟာဒါနလို့ခေါ်တယ်သီလဆိုတာကိုယ့်အတွက်လို့လူတွေကထင်ပြီးတော့ဆောင်းရှောက်နေတာမဟုတ်ဘူးသီလရဲ့ရလတ်ဟာကိုယ့်ရဲ့ပတ်ဝန်းကျင်အတွက်ပဲဖြစ်နေနော်ကိုယ့်ရဲ့ပတ်ဝန်းကျင်အတွက်ကိုဟာကောင်းကောင်းနေထိုင်ပေးခြင်းအဖြစ်ပတ်ဝန်းကျင်ကလူတွေစိတ်ချမ်းသာမှုတွေပိုရတယ်ဘေးရန်အန္တရာယ်ကင်းမှုတွေရတယ်သူရမေရိယဆိုတာမူရထားတွေမလုပ်ဘူးဆိုလို့ရှိရင်
ကြံတဲ့၄ခုလည်းပဲလုံခြုံသွားတယ်မူရည်လာလို့ရှင်အာရိဏကပါဏာတိပါဒလည်းကျွလွန်မိတတ်တယ်အာရိဏဒါနကာမိတုမိစ္ဆာစာရမုသဝါဒကျွလွန်မိတတ်တယ်ဒါကြောင့်မူရည်စေဝါမတော့စားပဲနဲ့နေထိုင်ခြင်းအဖြစ်ကိုယ့်ကိုယ်လည်းစဉ်းစားကြည့်မယ်ဆိုအသိဉာဏ်ရှိတဲ့လူသားဖြစ်ပြီးကောင်းတယ်မကောင်းတယ်ဒီလှုပ်တဲ့နဲ့မလှုပ်တဲ့ဘူးဆိုတဲ့အချက်တွေကိုသိရှိနားလည်တဲ့အသိဉာဏ်တွေဟာကိုယ်တဏ္ဍာမှာဖြစ်တာအဲ့ဒါကိုသီလလို့ခေါ်တာပဲနော်ကိုချင်းသီလဆိုတာကိုယ်အကြောင်းပြုပြီးတော့သူများဒုက္ခမရောက်စေချင်တာဒါလည်းမေတ္တာပဲအဲ့ဒီမေတ္တာနဲ့ထိမ့်သိမ်းဆောက်ရှောက်တဲ့၅ပါးသီလအ ਨੇ ဆုံးကိုချင်းတရားကောင်းမွန်ပြီးတော့ဟောကိုချင်းတရားကောင်းမွန်ပြီးလူချင်းချင်းမျှဝေခံစားတတ်လာပြီဆိုရင်လူလောကကြီးဟာရှားစွမှုတွေကင်းပြီးတော့စိတ်ချမ်းသာကိုယ်ချမ်းသာနေကြမှာဖြစ်စိတ်ချမ်းသာကိုယ်ချမ်းသာနေရအဲ့လိုမဖြစ်တာဘာကြောင့်လဲဆိုရင်အများကိုထိခိုက်စေလို့မထိခိုက်စေလို့တဲ့စိတ်ဓာတ်မရှိဘဲနဲ့ဘသူသေးသေးငတေမှာပြီးရောဆိုတဲ့ကိုကျိုးရှာစိတ်ဓာတ်ကိုကောင်းရင်ပြီးရောဆိုတဲ့တစ်ဖက်သားကိုလုံးဝဂရုမစိုက်တဲ့စိတ်ဓာတ်မျိုးတနည်းအားဖြင့်ကိုချင်းစာတရားခင်မဲ့တဲ့လူအတိုင်းဝိုင်းမှာဒီမေတ္တာတရားဆိုတာမရှိဘူးကိုချင်းစာတရားဆိုတာမေတ္တာကိုအခြေခံတာပဲအဲ့တော့မေတ္တာတရားအခြေခံပြီးတော့နေထိုင်ကြမယ်ဆိုလို့ရှိရင်လူလောကကြီးဟာအလွန်ကိုငြိမ်းချမ်းသာယာမှာပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့တူနဲ့တူအကျိုးစီးပွားလိုလားတဲ့စိတ်တွေကိုမိသားစုတွေမှာနေကြသလိုသို့မဟုတ်အလုံးပေါ်မှာလည်းပဲဒီပုံစံနဲ့နေကြတချို့ကြတော့ကိုမိသားစုတွင်းမှာတောင်မှမေတ္တာမထားနိုင်တဲ့လူတွေရှိသေးတာနော်မေတ္တာမထားနိုင်ဘူးကိုတယောက်တည်းရဲ့ကောင်းစားရေးကိုကြည့်တယ်ကိုမိသားစုရဲ့မေတ္တာမထားအဲ့ဒါမျိုးတွေမဖြစ်အောင်နေဖို့ရာကျောင်းကြီးတွေကံကြီးတွေဆောက်လို့လှူဒန်းထားတာလေပိုအရေးကြီးတယ်နော်ကိုဘဝမှာပိုအရေးကြီးအလုံးအတွက်လည်းပိုအရေးကြီးအကြီးအကျယ်လှူဒန်းထားတာတွေဘလို့ပဲလှုပ်အဲ့ဒီအခြေခံစိတ်ဓာတ်တွေမေတ္တာတရားတွေခေါင်းမနေပြီဆိုလို့ရှိရင်တော့ဒီပုဂ္ဂိုလ်ရဲ့စိတ်နှလုံးအေးချမ်းမှုသူနဲ့ပတ်သက်လာတဲ့ပုဂ္ဂိုလ်ရဲ့စိတ်နှလုံးအေးချမ်းမှုဆိုတာမရနိုင်ဘူးဒါကြောင့်မလို့အရေးကြီးတဲ့အချက်ကတော့မေတ္တာဆိုတာအခြေခံလိုက်ပြီးကိုချင်းသီလနဲ့ပြည့်စုံမယ်ဒါနကောင်းမှုလုပ်မယ်ဆိုလို့ရှိရင်အမှန်မှတန်မိုးရှိတဲ့ဘဝတစ်ခုကိုမိမိဟာဖြတ်သန်းလာခြင်းပဲဖြစ်တယ်အာဟုသူတွေလည်းအလွန်နှဲသွားမယ်အဲ့ကြရတော့အပြင်အာဟုသူဖြစ်တယ်ဆိုတာကိုယ်နဲ့ပတ်သက်တဲ့ပုဂ္ဂိုလ်တွေပေါ်မှာမလိုမုန်းထားစိတ်တွေကြောင့်ဖြစ်ကြတာဟုတ်မလိုမုန်းထားစိတ်ဖြစ်သည့်အတွက်ကြောင့်မိသားစုချင်းချင်းတောင်မတက်နိုင်အောင်မလိုမုန်းထားစိတ်တွေဖြစ်မိသားစုထဲမှာချစ်ချစ်ခင်ခင်နေတယ်လို့ရက်ွက်ထဲမှာချစ်ချစ်ခင်ခင်နေမယ်နော်ရွာထဲမှာချစ်ချစ်ခင်ခင်နေမယ်မြို့ထဲမှာချစ်ချစ်ခင်ခင်နေမယ်အကုန်လုံးလူအလုံးပေါ်မှာအမုန်းတရားကင်းစင်ပြီးတော့ချစ်ခင်စွာနေထိုင်ကြမယ်ဆိုလို့ရှိရင်တူလက်တွဲပြီးကုညီရိုင်းပင်းပြီးတော့နေကြတဲ့လူပေါင်းဟာအလွန်သာယာတဲ့လူပေါင်းပဲဖြစ်မှာပေါ့ကုညီဆောင်မမှုတွေရှိတာအဲ့ဒီသဘောမျိုးကိုရအောင်လို့ကုသိုလ်ကောင်းမှုဆိုတာအခြေခံ냐အခုသောဘကမထေရဘဝတစ်ခုမှာသူဟာကုသိုလ်ကောင်းမှုတွေလုပ်ခဲ့တယ်မေတ္တာအခြေခံပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်တယ်အဲ့ဒီကုသိုလ်ကောင်းမှုလုပ်လိုက်တဲ့ကုသိုလ်ကောင်းမှုရဲ့အကျိုးကြောင့်ဒီဗဒ္ဒကဘာမှာအဥဆုံးပွင့်တော်မူတဲ့ကကုတန္တမြတ်စွာဘုရားအဲ့ဒီမြတ်စွာဘုရားလက်ထက်မှာသူဟာဒီလူထဲမှာချမ်းသာကြွယ်ဝတဲ့သူကြွယ်လာဖြစ်တယ်ကௌသနာဘုရားလက်ထက်မှာလူဖြစ်ပြီးတော့ချမ်းသာကြွယ်ဝတဲ့သူကြွယ်ဖြစ်တယ်သို့တော့သူမြတ်စွာဘုရားကိုကြီးကြီးမားမားကုသိုလ်လုပ်ထားတော့
လောက်ကြီးထင်ထင်ရှားရှားမရှိဘူးအေးသူကသာသနာတော်နဲ့တွေ့လို့ဘာတွေလုပ်တုံးဆိုသူတတ်နိုင်တဲ့အတိုင်းအတာတစ်ခုပထမဆုံးမြတ်စွာဘုရားနဲ့တွေ့တဲ့အခါမှာရှောက်ချိုသည်တံမြာသည်လို့ဆိုတာမျိုးတွေသူကခြံကားစိုက်တယ်ထမရဲ့အဲ့ဓာတွေကိုလှူခဲ့တယ်ဒါမတန်းတင်လောက်အောင်သူလှူခဲ့တာဆိုတော့ရှောက်ချိုသည်တံမြာသည်တွေခုခေတ်ဆိုရင်တော့ကျွဲခေါ်သည်တို့ဘာတို့ပေါ့ဒီလိုဟာမျိုးတွေပေါ့အဲ့ဒီအမျိုးစားတဲ့သစ်သီးတွေနဲ့မြတ်စွာဘုရားကိုလှူဒန်းခဲ့တဲ့ကုသိုလ်ကောင်းမှုလုပ်တယ်တဲ့ဒါတွေမကဘူးသူဟာဝိကျေတနာအနည်းငယ်တတ်နိုင်တဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်ယဟန်တန်ဃာတွေကိုလည်းပဲစရိဒံမဲနဲ့ဆွန့်လှူလေးရှိတယ်မကြာခဏစေရမဲနဲ့ဆွန့်လှူတယ်ဆိုတာစေရမဲဝါမဲ၅ပါးဆို၅ပါး10ပါးဆို10ပါးမဲကြရာကိုတော်တွေကိုပင့်ပြီးတော့ဆွန့်လှူလေးရှိတယ်နောက်တစ်ခါဒီယဟန်၃ပါးကိုအထုတလီပင့်ပြီးတဲ့အခါမှာနှုတ်ကထာဆွမ်းလှူတယ်တဲ့ဒါသူလုပ်တဲ့ကုသိုလ်ကောင်းမှုလေးတွေပေါ့နော်ကုသိုလ်ကောင်းမှုလုပ်တယ်ဒါတွေမကဘူးသူဟာအလူတန်းဝါဒနာပါသည့်အတွက်ကြောင့်ယာသက်ပံခိရပတ္တာလို့ခေါ်တယ်နှုတ်ဆွမ်းအလှကိုသူကလှူဒန်းတဲ့ကုသိုလ်ကောင်းမှုကိုသူလုပ်ခဲ့တယ်ဟောဒါတည်းလောက်ကြီးကြီးမားမားလုပ်တဲ့ကိစ္စတော့မဟုတ်ဘူးနော်အဲ့လိုနေ့စဉ်မှာဒီလိုဒါနကောင်းမှုလေးတွေသူဟာလုပ်လာခဲ့တယ်သို့တော့သီလဆောက်တည်တယ်ကမ္မဋ္ဌာန်းဘာဝနာပွားတယ်လို့မဆိုပေမဲ့လို့ဒါနလုပ်တယ်ဆိုကြတဲ့ကသူကိုချင်းသီလလည်းထိန်းသိမ်းဆောင်ရှောက်လိုက်မယ်ဆိုတာသိချပေါင်းရှိတယ်ပေါ့နော်မေတ္တာအခြေခံတဲ့ကိုချင်းသီလလည်းထိန်းသိမ်းဆောင်ရှောက်ပြီးကုသိုလ်ကောင်းမှုတွေသူလုပ်တယ်အဲ့ဒါလို့ဗဒ္ဒကပ္ပမှာအဦးဆုံးပွင့်တဲ့ကကုသန္တမြတ်စွာဘုရားလက်ထက်မှာကုသိုလ်ကောင်းမှုတွေလုပ်ရင်းကနေဘဝတစ်ခုဆုံးသက်သွားတဲ့အခါမှာနတ်ပြည်ရောက်လိုက်လူပြည်ရောက်လိုက်တန်လျာထဲမှာတော့လဲတာပေါ့ဘဝဆိုတာဘယ်သူမှဒီတက်တန်းကြောင်အောင်နေလို့မှမရတာတက်တန်းပြည့်သွားကြတာပဲလေဒီလိုပဲအဲ့ဒီအချိန်မှာကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်တွေကကောင်းတဲ့ဘုံရောက်မကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်တွေကမကောင်းတဲ့ဘုံရောက်တရားရီဆိုတာနော်ယထာကမ္မံဂမိတ်တန္တိပုံညပပဖလူပကာတဲ့ကုသိုလ်ရဲ့အကျိုးကိုရရှိခံစားတဲ့ပုဂ္ဂိုလ်တွေကြကောင်းရာသုဂတိဘုံရောက်တယ်အကုသိုလ်ရဲ့အကျိုးကိုရရှိခံစားမဲ့ပုဂ္ဂိုလ်တွေကြတော့ဘယ်ဘုံရောက်သွားကြပြန်အလှည့်အပြောင်းဆိုတာကုသိုလ်အကုသိုလ်ပေါ်မှာအခြေခံပြီးတော့လူတွေဟာလူဘဝရောက်လိုက်အပေကြလိုက်နဲ့အဲ့ဒါလို့ဘဝတန်တရားထဲမှာစုံကြီးဆန်းကြီးအတိမကျတန်တရားထဲမှာကျင်လည်ကြရတယ်ကုသိုလ်ကောင်းမှုလုပ်ထားပြီဆိုရင်ကုသိုလ်ကောင်းမှုရဲ့အကျိုးတရားကိုသက်သာတဲ့လူဘုံပို့တယ်သက်သာတဲ့နတ်ဘုံပို့တယ်အဲ့ဒီလိုချိုးချိုးစုတို့တော့ရှားရှိခံစားကြရတာဖြစ်တယ်ဘယ်သူမပြုတ်မိမိမှုလို့ဆိုတဲ့အတိုင်းပဲကုသိုလ်ကံရဲ့အကျိုးပေးရာဆိုတာလူဘုံနတ်ဘုံအကုသိုလ်ကံရဲ့အကျိုးပေးရာပဲလေးဘုံကံအားလျော်စွာထိုဘုံဘဝကိုရောက်ရှိပြီးတော့ဆင်းရဲဒုက္ခနဲ့ချမ်းသာဒုက္ခကိုခံစားကြရတယ်အဲ့ဒါလို့တန်တရားထဲမှာတက်တန်းကာလအတိုင်းပဲနေထိုင်ကြပြီအခုလည်းဘုန်းကြီးတို့လူဖြစ်နေကြတာကောရမမြတ်စွာဘုရားသာသနာတော်နဲ့တွေ့နေတက်တန်းကာလအလေးမှာနေကြတာပဲနေကြတဲ့အခါမှာဘာတွေအမှားလုပ်တယ်လဲဘာတွေကောင်းတာလုပ်တယ်လဲဆိုတဲ့အပေါ်မှာအဆုံးဖြတ်တစ်ခုလာမှာပဲပေါ့နော်ကိုလုပ်တဲ့လုပ်ရက်ပေါ်မှာဆုံးဖြတ်ချက်ကဝင်လာမှာတော့တေချာပေါက်ပဲပေါ့နော်တေချာပေါက်ပဲဖြစ်တယ်အဲ့တော့သူကကုသနာမြတ်စွာဘုရားလက်ထက်ကသံဃာတွေနဲ့ပတ်သက်ပြီးကုသိုလ်ကောင်းမှုတွေမြတ်စွာဘုရားနဲ့ပတ်သက်ပြီးကုသိုလ်ကောင်းမှုတွေထိုက်လျောက်လုပ်ခဲ့တော့ဂေါတမမြတ်စွာဘုရားဒီဂျာကာလလေးမှာဂေါတမမြတ်စွာဘုရားမပွင့်ခင်လေးဘုရားမပွင့်ခင်အချိန်မှာ
ကဘာတွေမှာဘာပွင့်နေရှိတော့ပိစိကဗုဒ္ဓတွေပွင့်တတ်တယ်ပိစိကဗုဒ္ဓတွေမရှိရင်ယသိသူတော်စင်နေပညာရှင်တွေရှိအဲ့ဒီလိုပုဂ္ဂိုလ်မျိုးတွေကိုစိကပ်ပြီးတော့သူတို့ဟောတဲ့အဆုံးအမလေးတွေရပြီးကုသိုလ်ကောင်းမှုလုပ်ခွင့်ရကြတယ်အဲ့တော့ဒီသောဘကလောင်အမျိုးသားကတော့ခေါရမဘုရားမပွင့်ခင်ပိစိကဗုဒ္ဓတဆူနဲ့သွားပြီးတော့စုံစည်းတယ်ဘုရားမပွင့်ခင်ပိစိကဗုဒ္ဓကြီးပွင့်ကြတယ်နော်အဲ့ဒီမှာပိစိကဗုဒ္ဓတဆူနဲ့သူကလည်းလူဖြစ်တဲ့အချိန်မှာသွားပြီးတော့စုံစည်းကြတယ်စုံစည်းတဲ့အခါမှာဘာလို့တုံးဆိုလူဆိုတာအကြိုက်ဆိုတာဒီဘဝတွင်ကြိုက်တာမဟုတ်ဘူးနောက်ဘဝတွေလည်းကြိုက်တတ်တယ်သူကအခုလဲလူတွေတယောက်နဲ့တယောက်အကြိုက်မတူဘူးလေသူကဘာကြိုက်တာတုံးလို့ဆိုနှုတ်ကနထမင်းကိုကြိုက်တယ်နှုတ်ထမင်းသူကြိုက်တယ်ဒါသူကြိုက်လို့သူလူဖြစ်တဲ့အချိန်တိုင်းဟာနှုတ်ထမင်းနဲ့ပတ်သက်နေတယ်ခွာအေးပိစိကဗုဒ္ဓနဲ့တွေ့တဲ့အခါမှာလည်းပဲကကုသနာမြတ်စွာဘုရားလက်ထက်ကသံဃာတွေကိုခီရပတ္တဆိုနှုတ်ထမင်းလှူခဲ့တယ်လို့ပဲဒီမှာပိစိကဗုဒ္ဓကိုနှုတ်ထမင်းနှုတ်ကနာစွာလှူခဲ့တဲ့ကုသိုလ်ကောင်းမှုတစ်ခုလုပ်ဖြစ်သွားတယ်ဒါသူလုပ်တဲ့ကုသိုလ်ကောင်းမှုလေးတွေကဆွမ်းလှူတဲ့ကုသိုလ်လေးတွေပေါ့အဲ့ဒါလို့သူဒီကုသိုလ်လေးကိုလုပ်ဖြစ်တယ်ဆိုတာကိုဖော်ပြထားတယ်အဲ့ဒီကနေပြီးဂေါရမမြတ်စွာဘုရားပွင့်လာတဲ့အခါမှာကံကြမ္မာဆိုတာအမြဲတမ်းမျက်နှာသာပေးတာမဟုတ်ဘူးလူတိုင်းဘာဖြစ်လို့တော့ဆိုရင်လူတွေဆိုတာကောင်းတာကြီးလုပ်တာမဟုတ်ဘူးဒီပြင်လူမကြည့်နဲ့ကိုယ့်အကိုတနေ့ကုန်ကြည့်လိုက်ကိုယ့်ကိုတနေ့ကုန်ကြည့်လိုက်တဲ့အခါမှာကိုယ်စိတ်ထဲမှာဘယ်လိုအချိန်ကုန်လဲဘာစိတ်တွေများသလဲနော်ဘယ်လိုစိတ်တွေနဲ့အချိန်ကုန်နေသလဲကိုယ့်အကိုတမန်စိတ်နဲ့အချိန်ကုန်လားသူများနဲ့ပတ်သက်လာရင်ဘယ်လိုစိတ်နေသဘောထားတွေရှိသလဲပတ်ဝန်းကျင်ပေါ်မှာဘယ်လိုစိတ်နေသဘောထားရှိသလဲဒီလိုသို့မဟုတ်ကိုယ်လုံးနဲ့ကိုယ်ပတ်သက်ပြီးတော့ဘယ်လိုစိတ်နေစိတ်ထားတွေနဲ့လုံနေသလဲကိုယ်စိတ်ရဲ့အခြေအနေကိုဆန်းစစ်ကြည့်မယ်ဆိုရင်လူတွေဟာကိုယ်လုံးနေတဲ့အလုပ်တစ်ခုဟာအကောင်းနဲ့အဆိုးအကြောင်းနဲ့အကျိုးခွဲခြားသိနိုင်စွာရှိလာမှသိကြရတယ်ပေါ့မြတ်စွာဘုရားကလည်းအဲ့ဒါကိုစစ်ဆေးဖို့ယဟန်တွေကိုဆုံးမသွန်သင်တယ်ကထာဘုဒ္ဓတမေရတိတိဝါဝိတုတန္တိနေ့နေ့ညညအချိန်တွေကုန်လွန်ခဲ့တာဟာဘယ်နည်းနဲ့ငါကုန်လွန်ခဲ့တာလဲစိတ်ဓာတ်တွေဘယ်လိုအခြေအနေတွေနဲ့ကုန်လွန်ခဲ့တာလဲအပျော်ပါနဲ့ပဲကုန်လွန်ခဲ့တာလားနော်လောဘနဲ့ပဲကုန်လွန်သလားဒေါသနဲ့ပဲကုန်လွန်သလားတခုခုနဲ့ဘာမသိညာမသိနဲ့အိပ်ပြီးကုန်လွန်ခဲ့သလားနော်မောဟနဲ့ပဲကုန်လွန်ခဲ့သလားကိုလှုပ်တဲ့နေ့စဉ်လှုပ်တဲ့ထဲမှာအမှတ်တရကုသိုလ်တွေဘာရှိလဲလုံးမိသလားနေ့စဉ်နဲ့လူတယောက်နဲ့တွေ့ဆုံစကားပြောတဲ့အခါမှာအဲ့ဒီလူပေါ်မှာမေတ္တာရှိခဲ့သလားမုန်းတီးခဲ့သလားဆဲရေးခဲ့သလားစသဖြင့်ကိုယ့်ရဲ့ဘဝကိုမှတ်တမ်းတစ်ခုအနေနဲ့တိုင်းတာကြည့်မယ်ဆိုလို့ရှိရင်တနေ့တာကုံဆုံးမှုရဲ့အဖြေဟာထုတ်လိုက်မှာဖြစ်ပါတယ်ထုတ်လာနိုင်မှာဖြစ်အဲ့ဒါလို့အဖြေထုတ်နိုင်ခြင်းဟာကိုယ့်အတွက်ကောင်းတဲ့လမ်းကြောင်းပေါ်ရောက်ဖို့အတွက်အရေးကြီးတဲ့အချက်ပဲဖြစ်တယ်ဒါကိုမြတ်စွာဘုရားကဖြေထုတ်နိုင်အောင်ကြိုးစားပါလို့အဲ့တော့ကောင်းတာကြီးလုပ်တာမဟုတ်တော့မကောင်းတာတွေလည်းလုပ်တတ်တယ်ဆိုလိုတာကလူတွေရဲ့စိတ်ထဲမှာအဖြူနဲ့အမဲဟာဖြစ်ပေါ်နေတယ်စိတ်ကောင်းထားလိုက်မကောင်းတဲ့စိတ်တွေဝင်လာလိုက်ကောင်းတဲ့စိတ်ထားလိုက်နဲ့ဖြူလိုက်မဲလိုက်ဆိုတဲ့အနေထားကောင်းကင်ကြီးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ကြည်လင်းနေတဲ့အခါကြည်လင်းနေတိမ်နေအုပ်နေတဲ့အခါမိုးတိမ်နေနဲ့လွှမ်းနေတဲ့အခါလွှမ်းနေအဲ့ဒါလိုပဲဒီလူရဲ့စိတ်ဟာလည်းပဲကောင်းတဲ့သဘောတရားတွေနဲ့လွှမ်းမိုးနေတဲ့အခါရှိတယ်လို့မကောင်းတဲ့စိတ်တွေနဲ့လွှမ်းမိုးပြီးချိန်ကုန်ခဲ့တာလည်းရှိတယ်အဲ့တော့မကောင်းတဲ့အကုသိုလ်တွေနဲ့လွှမ်းမိုးပြီးအချိန်ကုန်ခဲ့တဲ့အရာတွေကလည်းဘဝတစ်ခုမှာအခွင့်ရသွားရင်သူကထားပြီးတော့လေအကျိုးပေးတတ်တယ်နော်ကောင်းတာတွေအားကြီးပဲအကျိုးပေးတာမဟုတ်ဘူးအလှဲ့ကြုံတဲ့ကုသိုလ်ကအလှဲ့ကြုံရင်ကုသိုလ်ကအကျိုးပေးတယ်အကုသိုလ်ကအလှဲ့ကြုံရင်အကုသိုလ်ကအကျိုးပေးတယ်အင်တန်မှ
လူရဲ့စိတ်ဟာတသမတ်ထဲနေတာမဟုတ်သည့်အတွက်ကြောင့်ကုသိုလ်နဲ့အလှည့်ကြုံပြီးကောင်းတဲ့လမ်းကြောင်းလေးပေါ်ရောက်သွားဖို့ဟာအမတန်မှအရေးကြီးတာပေါ့နော်ထီဖောက်တဲ့ဟာကိုတွေ့ဘူးကြလိမ့်မယ်ဘောလုံးလေးတွေကိုနံပါတ်ကလေးတွေရေးပြီးတော့နော်ဘောလုံးလေးကိုနံပါတ်တဲရေးပြီးအဲ့ဒီပုံထဲမှာထည့်ပြီးတော့ပြင်ဘက်ကနေလှဲ့အပေါက်ကတစ်ပေါက်ထဲထားတာအဲ့ဒီပဲဘယ်နံပါတ်ထွက်မယ်ဆိုတာဘယ်လိုမှပြောလို့မရအဲ့လိုလှဲ့လိုက်တဲ့အခါမှာနောက်ဆုံးမှာနံပါတ်ကလေးတစ်ခုထွက်လာတယ်ဆိုဒါအခွင့်အလမ်းလေးတစ်ခုလုံးပြင်ဘက်ကနေပြီးတော့လုံးလို့မရတဲ့အရာတစ်ခုပဲအဲ့ဒါလိုပဲဘုန်းကြီးတို့တွေရဲ့စိတ်ထဲမှာဒီဆိုပါစို့အဖြူလုံးလေးအမဲလုံးလေးဖြူလုံးလေးအမဲလုံးလေးတွေလုတ်ပြီးတော့ဒီစီထဲထည့်ပြီးတော့လှည့်လိုက်မယ်ဆိုလို့ရှိရင်ဥပမာပဲလှည့်လိုက်မယ်ဆိုအမဲထွက်ခြင်းလည်းထွက်လာမှာပဲအဖြူထွက်ခြင်းလည်းထွက်လာမှာအမဲထွက်တယ်ဆိုရင်အကုသိုလ်ကအကျိုးပေးခွင့်ရသွားအဖြူထွက်ရင်ကုသိုလ်ကအကျိုးပေးတယ်လို့သူတို့ပြောပါဘာလို့ဆိုကိုယ်စိတ်ထဲမှာအဖြူလည်းရှိနေတယ်အမဲလည်းရှိနေတယ်ဒီလိုပေါ့နော်အဲ့တော့အဖြူလုံးလေးကသူကအရင်ထွက်ခြင်းမှထွက်နိုင်တာအမဲကအရင်ထွက်ခြင်းထွက်သွားရင်မကောင်းတဲ့ဘုံရောက်သွားပြန်အေးလှဲ့ပြန်ပြီးသေဆုံးသွားတယ်ဆိုရင်တခါလှဲ့တာပဲလှဲ့လိုက်လို့ရှိရင်တခါအဖြူလေးထွက်လာရင်ကောင်းတဲ့ဘုံရောက်လာပြန်ဒီလိုထီဖောက်တယ်လို့ပဲကောင်းတဲ့မကောင်းတာတွေကိုယ်တိုင်ကအထဲထဲမှာအမဲလုံးမရှိအောင်အဖြူလုံးကြီးဆိုရင်တော့တေချာပေါအကောင်းကြီးထွက်မှာပေါ့နော်အဖြူများအောင်ကြိုးစားထားအောင်ပါကုသိုလ်တွေများအောင်ကြိုးစားလို့ဒီလိုပဲဆိုလို့လားအဲ့တော့ဒီမျိုးကောင်းသားဟာကုသိုလ်ကောင်းမှုတွေဒီလိုကြိုးကြားသူလှုပ်လာတဲ့ကုသိုလ်ကောင်းမှုတွေကြောင့်ဂေါရမမြတ်စွာဘုရားလက်ထက်ရောက်တဲ့အခါကျတော့သူဒါနတွေလုပ်ပေတယ်လုပ်ပေမဲ့လို့သူဒီဘဝလူဖြစ်တဲ့အခါကျတော့သူဟာကံကောင်းမှုလို့ပြောရမှာအမဲထွက်တဲ့အလှဲ့ရောက်လာတယ်သူ့ဘဝဟာချမ်းသာကြွယ်ဝတဲ့ဘဝမဟုတ်ဘူးတာမန်ဆင်းရဲတဲ့တာမန်လူတယောက်မိခင်ရဲ့ဝမ်းတဲ့အနေနဲ့ရောက်လာအဲ့ဒီအနေထားမျိုးရောက်လာကုသိုလ်ကောင်းမှုတွေလုပ်တဲ့ကုသိုလ်တွေကဘယ်သွားနေတုံးဆိုရင်ခုနလိုပဲအခွင့်တာတဲ့ကံတရားကအရင်ဥသွားတာပဲသူကခွင့်တာတာနေပြီးတော့အရင်ကြိုးပေးသွားအခွင့်တာတယ်ဆိုတာသူတာတာလားဆိုတာတော့မဟုတ်ဘူးတေကနီးမှာသို့မဟုတ်နေစဉ်ဘဝမှာကိုလှုပ်တာတွေကဘယ်ဟာကအကျိတ်များသလဲဆိုတာလည်းပဲတစ်ခုဖြစ်တယ်ဘယ်ဟာကအင်အားကြီးသလဲဆိုတာလည်းတစ်ခုအဲ့ဒီထဲပဲအနိကဆုံးတေကနီးအချိန်လေးမှာအနိကဆုံးဖြစ်တယ်ဆိုတာလည်းတစ်ခုပဲအမြဲတမ်းလို့ရင်အစိဏကံလို့ခေါ်တယ်ဟိုကနေစဉ်နဲ့မြတ်တပ်ဖြတ်ပြီးတော့အသက်မွေးတဲ့ပုဂ္ဂိုလ်ဟာတေကနီးဆိုရင်ဒါပဲတွေ့မှာပဲလေသူအဲ့ဒါမျိုးနဲ့အကျိုးပေးမှာအဲ့လိုမဟုတ်နေစဉ်နဲ့မြတ်ဒီသီလဆောက်တည်တယ်ကုသိုလ်ကောင်းမှုတွေလုပ်တယ်အများကိုကူညီတယ်ဆိုရက်မေတ္တာတရားတွေပွားများနေတယ်ဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာကိုယ့်ရဲ့အိမ်မှုလုပ်ငန်းတွေစီးပွားရေးလုပ်ငန်းတွေလုပ်ရင်ကနေအများပေါ်မှာဒီကျိုးစီးပွားတွေရှိရရှိကြောင်းလုပ်တဲ့ပုဂ္ဂိုလ်ဟာသိလို့ရှိရင်လည်းဒါပဲပေါ်လာမှာပဲကောင်းတာပေါ်လာတဲ့အချိန်မှာကောင်းတဲ့အကျိုးပေးခွင့်အလှည့်ကြုံမကောင်းတာပေါ်လာလို့ရှိရင်မကောင်းတဲ့ကအကျိုးပေးဖို့အလှည့်ကြုံဒီထဲမှာကိုယ့်ရဲ့ပတ်ဝန်းကျင်တွေကမလိမ်မိုးမလိမ်မာဖြစ်လို့တေကံဤဆဲဆဲမှာစိတ်ညစ်စရာတွေလည်းပေါ်လာတတ်တယ်ပေါ့နော်တေကံဤဆဲဆဲမှာစိတ်ညစ်စရာတွေပေါ်လာတယ်မိသားစုတွေထဲမှာဖြစ်တတ်တယ်တေကံဤအချိန်မှာဆိုရင်တချို့ကြတော့စိတ်ချမ်းသာအောင်တရားဖွင့်ပေးထားတယ်ကုသိုလ်ကောင်းမှုတွေလုပ်ပေးထားတယ်စိတ်ချမ်းသာအောင်ထားပေးထားတယ်အဲ့ဒါမျိုးကြကောင်းတဲ့ဟာတွေပေါ်လာမှာပဲသိကြအဲ့ဒါလို့မဟုတ်ပဲနဲ့မသေးခင်ကနေပြီးတော့သေတော့မှဆိုအော်ဟင်းငိုတာတွေတို့ဘာတွေတို့ကအဲ့ဒါတွေကသူ့အတွက်စိတ်ညစ်စရာတစ်ခုဖြစ်သွားတယ်အတော်စိတ်ညစ်သွားမှာပဲအဲ့ဒီလိုတွေတေကနီးအချိန်မှာ6ကဘာကြာခဏလေးတွန်းချလိုက်တယ်လို့ဖြစ်သွားတယ်အဲ့ဒါစိတ်ဆင်းရဲသွားတယ်လေငိုတာကြည့်ပြီးဘယ်သူများကြည်နိုင်မှာမလို့နော်ကိုမိသားစုတွေကကိုငိုနေတယ်ငိုတယ်ဆိုလို့ရှိရင်
ဘယ်လိုလုပ်ပြီးတော့သူကဖြောင်းမလို့နော်သူစိတ်ဟာဘယ်လိုလုပ်ပြီးတော့ကြည်လင်အေးရတဲ့စိတ်ဓာတ်ဖြစ်မလို့သူဟာတောကရောက်သွားမှာပဲအဲ့ဒီတောကဘယ်ကိုတွန်းပို့လိုက်တော့ဆိုအပယ်ငရဲအပယ်ဘုံကိုပဲတွန်းပို့မှာပဲဖြစ်တယ်ဒါကြောင့်မလို့တေဂာနိလှုပ်တဲ့ကံတရားဟာလည်းပဲအမတ္တမအရေးကြီးလို့နေစဉ်လှုပ်တဲ့အလုပ်တွေဟာလည်းအရေးကြီးတယ်အဲ့ဒါကြောင့်မို့ကံတရားအားလျော်စွာလူဟာဖြစ်လာခုဒီမျိုးကောင်းသားဟာသူလှူခဲ့တဲ့ကုသိုလ်ကောင်းမှုတွေရှိတယ်ဒါပေမဲ့လို့ကံကြမ္မာရဲ့အလှည့်အပြောင်းအရာသူဟာဆင်းရဲတဲ့လူတယောက်ရဲ့မိသားစုရဲ့ဝန်ထဲမှာရောက်လာအဲဒီလိုရောက်လာတာရိုးရိုးရောက်လာရုံကဆင်းရဲခြင်းဆင်းရဲပါစေကုသိုလ်ကောင်းမှုနဲ့ကောင်းကောင်းမွန်မွန်ဒီလိုလားလို့ဆိုမဟုတ်ဘူးသူ့ဘဝကသူကိုယ်ဝန်ဆောင်ပြီးတော့မိမဖွားခင်လေးမှာဘာဖြစ်တော့ဆိုကိုကိတော်မျိုးပြောမှာပေါ့နော်ကိုယ်စိတ်မှွန်ပြီးတော့အဲ့ဒီသူ့ရဲ့မိခင်လောင်းဟာမိန်မောပြီးတော့သွားတယ်နောက်ဆုံးမှာဘေးကလူတွေအားလုံးကတေပြီလို့ထင်ကြတယ်မျောသွားတယ်လို့လည်းခေါ်တယ်ဗမာလိုကနော်မျောသွားတယ်အသက်လည်းမရှိတော့ဘူးအားလုံးဟာတေတဲ့ပုံစံအတိုင်းဖြစ်သွားတယ်အဲ့မျိုးဖြစ်တတ်တယ်နိဘုန်းကြီးတို့မိသားစုတဲ့တောင်မှဘုန်းကြီးတို့လူမဖြစ်ခင်ပေါ့နော်ဘုန်းကြီးတို့ရဲ့မေတော်ကြီးဟာဒီလိုပဲ3 ရက်လောက်မျောသွားတယ်လို့ကြားဘူးတယ်တတိမရတော့သူ့အနေနဲ့ကတော့သိနေတယ်ဘေးကလူတွေကတော့စောင့်ကြည့်နေကြတယ်ပေါ့သူကတတိမရှိတော့အဲ့လိုမျောသွားတာဆိုတာကြုံကြရတယ်တချို့ကျတော့အဲ့လိုမျောသွားရကလူသေးတိုင်းဖြစ်သွားတဲ့အခါမှာလွဲမှားပြီးတော့သေပြီဆိုပြီးတော့တုတ်တန်ကိုပို့ကြတာလည်းရှိတယ်ဒီကနေ့ခေတ်တွေမှာလည်းရှိတာပဲဒါမရှိဘူးမဟုတ်ရှိတယ်နော်ဒီကနေ့ခေတ်တွေမှာရှိသေပြီလို့ဆုံးဖြတ်ဖို့ရတော့ခဲနေတခါတလေကြာသေပြီဆိုရင်မသေဘဲနဲ့ပြန်ရှင်လာတာတွေဟာရှိတယ်လေဘုန်းကြီးတို့ရွာကိုပဲဖွာကြီးတယောက်မိလိုက်တယ်ဘုန်းကြီးတို့သူ့တင်ញိုင်းကပြန်လာတယ်လို့ပြောတယ်သူခါဒီလိုပဲမျောသွားတဲ့အခါကျတော့တင်ញိုင်းကိုပို့ကြတယ်မြုပ်ခဏနေဆဲဆဲကြမှာလှုပ်လာပြီးတော့ရေတောင်းလို့လူတွေကပြန်ပြီးတော့ခေါ်လာတယ်အဲ့ဒါတော်သေးတယ်အဖိုးကြီးတယောက်ကတော့မြုပ်တော့မယ်လို့တွင်းနဲ့ချပြီးပြီချပြီးတော့အပေါ်ကနေပြီးမြေလေးတကောချလိုက်တဲ့အချိန်မှာသူကလှုပ်လာပြီးခေါင်းထောင်တယ်အဲ့ဒါကိုမြုပ်တဲ့လူတွေကကြောက်လန့်ပြီးတော့တရွင်းရိုးနဲ့ရိုက်တက်ပြီးမြုပ်လိုက်တယ်လို့ချအဲ့လိုလေအသက်ခံရတဲ့လူတွေရှိတယ်လောကကြီးမှာနော်တော်တော်လေးဟိုရင်ဖြစ်တယ်ဒါကြောင့်မို့လို့ရှေးတုန်းကလူတယောက်ဆုံးပြီဆိုလို့ရှိရင်3 ရက်5 ရက်9 ရက်ဒီလိုထားတာဒီလိုထားစောင့်ကြည့်တာစောင့်ကြည့်တဲ့သဘောပဲအဲ့တော့ဘုန်းကြီးတို့မေတော်ကြီးဆိုလို့ရှိရင်3 ရက်လောက်မျောနေတယ်လို့ပြောတယ်3 ရက်လောက်မျောပြီးတော့တတိမရဘူးအဲ့သူနောက်ကြတော့သူလဲလာပြီးတဲ့နောက်ပြန်ပြောတာတော့ကြားရတယ်ပေါ့လေဘုန်းကြီးတို့ကတော့အဲ့သူဖြစ်တဲ့အချိန်တွေကအလွန်အလှမ်းกว่าပါသေးတယ်လူတော်မဖြစ်ဘူးပဲရောက်နေမှတော့မသိသေးဘူးအဲ့ချိန်ပြန်ပြောတဲ့အခါကျတော့ဘာပြောတော့ဆိုသူမျောနေတော့ကတဲ့မြင်းမြူကြီးစီးထားတဲ့စီးလာတဲ့လူကြီးတယောက်ကနေပြီးသူ့ကိုခေါ်သွားတယ်တဲ့ငါနဲ့လိုက်ခဲ့ဆိုပြီးတော်တွေတောင်းတွေအကုန်အနှံ့မဲ့တဲ့သူဘုရားဘူးသွားတယ်လို့လက်ပတ်ပြီးတော့ပြောနေတာတဲ့စိတ်ထဲမှာဒီကလူတွေကတော့စောင့်ကြည့်နေကြတာတတိမလဲရင်တော့သေပြီဆိုပြီးတော့စောင့်ကြည့်နေ3 ရက်လောက်နေမှပြန်တတိလဲလာတယ်လို့ပြောတယ်အဲသူ့အနေနဲ့ကတော့အဲ့ဒါလိုပဲစိတ်ထဲမှာခေါ်ဆောင်ရလိုက်သွားပြီးတော့တောအနှံ့တောင်အနှံ့လိုက်လံပြီးတော့ကြည့်ရှုနေရတဲ့ဘဝတစ်ခုလိုဟာမျိုးရောက်သွားတဲ့ပုံစံအဲ့ဒါလိုပြောတယ်လူဆိုတာအမျိုးမျိုးပဲအဲ့ဒါလိုအတွေ့အကြုံရှိတယ်ဒီရှင်သောပါကအလောင်းသူငယ်လေးဟာလည်းပဲဒီတိုင်းပဲသူ့အမေကဝိဖွားကနေဆဲဆဲမှာမျောသွားတယ်အားလုံးကြည့်လိုက်တော့သေပြီဆိုပြီးတော့သူ့ကို
တုတ်တန်အလောင်းချကြတယ်ပေါ့နော်တုတ်တန်ကိုပို့ကြအဲ့ဒီပို့ပြီးတော့မလုပ်တော့ဆိုမိရှုမဲ့ထင်းပုံကိုထင်းကလားပုံလို့ခေါ်တယ်ရှေ့ကနော်ထင်းကလားပုံလို့ခေါ်တယ်အဲ့ဒီပုံမှာထင်းနေဆင့်တင်ထားတဲ့ပုံမှာသူ့အလောင်းကိုတင်ပြီးတော့အပေါ်ထင်းနေတင်ပြီးမိရှုတော့မှာအောက်ကမိရှုမလို့လုပ်တဲ့အချိန်မှာကံကောင်းကျင်တော့မိုးကချက်ချင်းကြီးတခါတည်းဝုန်းတိုင်းနဲ့ရွာချမိရှုမဲ့လူတွေမရှုနိုင်ဘူးမိုးကတအားကြီးတဲ့အခါကျသူတို့လည်းပြန်သွားကြရောနောက်မှရှုတော့မယ်မိုးတွေလည်းစိုးနေပြီဘယ်လိုမှရှုလို့ရမှာမဟုတ်ဘူးဆိုပြီးထွက်သွားအဲ့ဒီညမှာထူးထူးခြားခြားဒီကလေးလေးကမွေးဖွားလာနော်တုတ်တန်ကဒီမီးရှို့မဲ့ထင်္ကလာပုံပေါ်မှာသူ့မွေးလိုက်တာမွေးသွားပြီသူ့မိခင်ကတော့ဆုံးသွားရှာသို့တော့သူ့ကိုစားရဲကတော့နတ်တွေကယူစားထားတယ်လို့သို့တော့ဒီတုတ်တန်ဆောင်နေပါတွေကလည်းရှိတာနော်ရှိတော့ကလေးငေါ်စံကြားတဲ့အခါကျတော့လာပြီးတော့ခေါ်ယူပြီးတော့ဒီကလေးလေးကိုကျွေးမွေးဆောက်ရှောက်ပြီးတော့ထားကြတယ်တုတ်တန်ဆောင်နေမနေ့ကပြောခဲ့တဲ့သူဘရစာတုတ်တန်နာခောပကရှေးတော့ကတော့တုတ်တန်မှာစောင့်တဲ့ပုဂ္ဂိုလ်တွေရှိတယ်အဲ့ဒီအိမ်မှာသူဟာမွေးပြီးခါစားအဲ့ဒီအိမ်ကနေသူ့ကိုခေါ်ပြီးတော့ဆောက်ရှောက်ထားပြီးအစာရေစာကျွေးမွေးထားအဲ့ဒီမှာနေရတာသူနေတော့မနေ့ကပြောတဲ့ထဲမှာသုတ်ပိယမထေဆိုတာရှိတယ်သူနဲ့တငယ်ချင်းသူနဲ့ကစားပေါ်ကစားပဲဖြစ်တယ်သုတ်တန်ဆောင်ရဲ့သားကသုတ်ပိယသူကတော့သုတ်တန်ဆောင်တော့မဟုတ်ဘူးသူမိခင်ဆင်းရဲသူမတယောက်သူလည်းပဲမွေးတော့သုတ်တန်ထဲမှာလာမွေးတယ်ဒါကြောင့်မို့သူ့ကိုသောပါကလို့နာမည်ပေးတယ်သုတ်တန်ထဲမှာမွေးတဲ့အနေထားအနေနဲ့သောပါကအဲ့ဒီလိုနာမည်ကသူတို့ခေတ်မှာဆိုရင်တော့နည်းနည်းအောက်တန်းကျတဲ့နာမည်ပေးတာပေါ့နော်အဲ့တော့သူတငယ်ချင်းကသုတ်ပိယသူကသောပါကတငယ်ချင်းနှစ်ယောက်အဲ့ဒီမှာသုတ်တန်ထဲမှာအတူတကွနေကြထိုင်ကြတယ်ကစားဘက်အနေနဲ့နေထိုင်ကြတယ်တဲ့အဲ့တော့သူကလည်းတာမန်ပုဂ္ဂိုလ်မဟုတ်ဘူးအသိဉာဏ်ကျွယ်ဝတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ပါရမီရှင်ကလေးဖြစ်တယ်ပေါ့ပြောမယ်ဆိုလို့ရှိရင်အဲ့ဒါနဲ့မြတ်စွာဘုရားကတနေ့နှစ်ချိန်စัจ java လာတွေအားလုံးကိုစัจ java လာတိုက်တစ်သောင်းမှာချွတ်တန်းဝင်နိုင်တဲ့ပုဂ္ဂိုလ်ရှေးဘုရားတွေထံကနေပြီးတော့ကုသိုလ်ကောင်းမှုလုပ်ပြီးဆုတောင်းခဲ့တဲ့ပုဂ္ဂိုလ်တွေရှိမရှိကြည့်လိုက်တဲ့အခါမှာသူ့သွားတွေ့တာအဲ့နဲ့သုတ်တန်မှာဒီကလေးလေးသွားတွေ့တယ်သွားတွေ့တော့မြတ်စွာဘုရားသုတ်တန်ကိုကြွလာသူ့အတွက်သုတ်တန်ကိုကြွလာတယ်အဲ့ဒီကြွလာပြီးတော့သူကလည်းပဲရှေးဘဝတော်ကလည်းဘုရားတရားကြီးညိုခဲ့တဲ့အတိလေးရရှိတော့မြတ်စွာဘုရားကိုတွေ့တဲ့အခါမှာကလေးအရွယ်ပြီမဲ့လို့ဘုရားမှန်သိတယ်ပေါ့နော်သူတော်ကောင်းမှန်သိတော့သူကမြတ်စွာဘုရားရှ िख ိုးဝါချတယ်ပေါ့နော်အဲ့လိုရှ िख ိုးဝါချမြတ်စွာဘုရားကသုတ်တန်သွားပြီးတော့ပထမသူ့နာမည်လေးကိုခေါ်လိုက်တာသောပါကဒီဘက်လာခဲ့လို့ခေါ်တာသူအံ့ဩတယ်ဘယ်သူကခေါ်တာတော့သွားကြည့်တော့မြတ်စွာဘုရားခေါ်တာဖြစ်အဲ့ဒါနဲ့မြတ်စွာဘုရားစီကိုသွားတယ်သွားတော့ဘုရားရဲ့တရားဟောတာနဲ့သူဟာသင်္ကန်းဝတ်ချင်တော့သူ့ကိုမွေးစားထားတဲ့သုတ်တန်ဆောင်ကြီးကမိသားစုကသူ့ကိုမြတ်စွာဘုရားကိုလှူလိုက်တယ်ယဟန်ရှင်ပြုပေးဖို့ဆိုပြီးမြတ်စွာဘုရားခေါ်သွားတဲ့နောက်ထဲလိုက်တယ်ပေါ့နော်သူဟာလိုက်ပါသွားတယ်ခေါင်းကသူ့ရဲ့တငယ်ချင်းသုတ်တန်ဆောင်ရဲ့သားအရင်သုတ်ပိယဟာလည်းပဲနောက်ဒီသူနဲ့အတူပါသွားတယ်ပထမတော့သောပါကအရင်သင်္ကန်းဝတ်သွားတယ်သူတို့ကလည်းဒီကလေးလေးဟာထင်္ကလားဘုံမော်နေမသေးလို့သူ့အမေကဆုံးသွားပြီသူ့ကိုမွေးစားထားရတာဖြစ်တော့မြတ်စွာဘုရားနဲ့ထဲလိုက်တယ်ထဲလိုက်တော့သူကကိုယ်ဝတ်လိုက်တာ
အသက်9နှစ်အရွယ်မှာပဲသူကမြတ်စွာဘုရားကမေတ္တာပွားဖို့ပွားနည်းကိုသင်ပေးတယ်မေတ္တာတရားကိုဘယ်လိုပွားရမယ်ဆိုတာကိုသင်ပေးတယ်အဲ့ဒါလို့သင်ပေးတာကိုမေတ္တာတရားပွားရင်ကနေပြီသမထချက်စဉ်အောင်မြင်ပြီးတော့ဇန်နေပါတွေရလောက်တဲ့အထိသူကမေတ္တာကိုပွားအဲ့ဒီမေတ္တာဇန်ကိုပဲအခြေခံပြီးတော့ဒီဝိပဿနာတရားဆက်ပြီးတော့အားထုတ်တဲ့အခါ9နှစ်အရွယ်မှာပဲသူကရဟန္တာဖြစ်သွားတယ်တောပါကဆိုအဲ့တော့မေတ္တာဇန်ကိုအခြေခံပြီးတော့သူရဟန္တာဖြစ်တဲ့ပုဂ္ဂိုလ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဒီ9နှစ်အရွယ်ကိုရင်လေးဟာဒီထူးခြားတဲ့အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်လေးဖြစ်9နှစ်အရွယ်လေးနဲ့ယဟန္တာဖြစ်သွားပြီဆိုတဲ့အခါမှာမြတ်စွာဘုရားခုခေတ်စကားနဲ့ပြောမယ်ဆိုရင်သူ့ကို promote လုပ်ခြင်းပေါ့နော်ယာရုတိုးမြင့်ပေးခြင်းယဟန်ဖြစ်ခွင့်ပြုခြင်းအဲ့တော့သူ့ရဲ့ဉာဏ်ရည်ဉာဏ်သွေးတွေကိုစမ်းသပ်တဲ့အနေနဲ့မေးခွန်းဆက်ဖို့မေးတယ်အဲ့ဒါကိုစာပေကျမ်းကမှာကုမာရပညာကလေးတွေကိုမေးတဲ့မေးခွန်းဆိုပြီးတော့ခုတကပါဠိပါဠိတော်မှာကုမာရပညာကုမာရဆိုတာကိုရင်ကိုလည်းကုမာရလို့ခေါ်တယ်ကလေးငယ်တွေကိုမေးတဲ့မေးခွန်းလေး10ခုနဲ့သူ့ကိုမေးတဲ့အခါမှာသူဖြေနိုင်တဲ့အကုန်လုံးဖြေနိုင်တဲ့အခါကျတော့မြတ်စွာဘုရားသူ့ကိုယဟန်ဖြစ်အတိမပြုပေးလိုက်တယ်9နှစ်အရွယ်နဲ့ပဲဥပစင်းဖြစ်တယ်ပေါ့နော်ကိုရင်ဘဝကနေတိုးပေးတာအဲ့မှာမေးခွန်းကဘာတော့ဆိုရင်ကလေးတွေကိုမေးတာဧကနမကိဉ္တစ်ဆိုတာဘာလဲတခုဆိုတာဘာလဲပြောမေးခွန်းလေးတွေမေးတာနော်တခုဆိုတာဘာလဲဟေးလို့ဆိုမသိတဲ့လူကပြောမှာမဟုတ်တခုဆိုရင်နေတို့ပြောခြင်းပြောမယ်လာလို့ပြောခြင်းပြောမယ်ကဘာကြီးမှာတခုတည်းရှိတာနေတို့လာတို့မြတ်မို့တောင်တို့ဒီလိုဟာမျိုးပေါ့နော်တခုဆိုတာဘာလဲလို့ဆိုသူကတရားသိထားတဲ့ပုဂ္ဂိုလ်ဆိုဖြေတယ်သူကသဗ္ဗေတ္တအာဟာရထိတိကပါဖရာတဲ့အရှင်ဘုရားတဲ့တရားဝါရီမှန်သမျှအစာအာဟာရကြောင့်အကြောင်းတရားကြောင့်တည်ရှိနေကြတာပါဗမာတွေကထမင်းစားခြင်းရင်တော့ဒါလေးကိုရွတ်လို့ရှိတယ်သဗ္ဗေတ္တအာဟာရထိတိကနော်အစာမစားရင်မဖြစ်ဘူးစားမှဖြစ်မယ်ဆိုအဲ့ဒီသဗ္ဗေတ္တအာဟာရထိတိကသဗ္ဗေတ္တတရားဝါအားလုံးတွေဟာအာဟာရထိတိကအာဟာရကြောင့်အသက်ရှိတည်တတ်နေကြတယ်အဲ့ဒီနေရာမှာဆိုလို့ရှိရင်ဒီအာဟာရကြောင့်လို့ဆိုတဲ့နေရာမှာလောကမှာအစာစားတဲ့တရားရှိတယ်လို့အစာမစားတဲ့တရားလည်းရှိသေးတယ်ဒါထူးခြားတာအစာစားတဲ့တရားတွေကဘာလို့ဆိုရင်အပယ်လေးပုံမှာတရိษံတို့ပြိတ္တာတို့အစာစားတယ်တရိษံလည်းအစာစားတယ်ဆိုပြိတ္တာလည်းအစာစားသူရကယ်လည်းအစာစားမယ်ထိုက်တဲ့မကောင်းတဲ့အစာစားတွေစားကြမှာပေါ့ပြိတ္တာတွေနောက်တစ်ခါလူတွေလည်းအစာစားတယ်နတ်တွေလည်းအစာစားတယ်အစာမစားတဲ့ကတူတွေကဘယ်သူတွေတုံးဆိုဗြမာတွေအစာမစားဘူးငရဲကတူတွေအစာမစားဘူးငရဲဆိုတာထမင်းချက်ချိန်မှမရှိတာနော်ငရဲဒုက္ခခံနေရတယ်အဲ့တော့ငရဲကတူတွေထမင်းစားမစားဘူးဒါဖြင့်သဗ္ဗေတ္တအာဟာရထိတိကထဲမှာသူတို့ဘယ်လိုလုပ်ယက်တည်တုံးလို့ဆိုတဲ့အခါကံဒီပင်လင်သူတို့ရဲ့အာဟာရပဲငရဲကြတော့နော်အဝိဇ္ဇကံမကုံမချင်းဘယ်တော့မှမသေးဘူးငရဲပြည့်အဲဒီမှာဖိုးသက်ရှိဖွားသက်ရှိတွေရှိမသေးတဲ့ဖိုးသက်ရှိဖွားသက်ဗြဟ္မပြည်မှာတော့ပီတိဘက်ခပီတိနဲ့ယက်တည်ကြတယ်ဒီလိုအဲ့ဒါဒီပဲလဲအာဟာရလို့သူတို့ဆိုလို့တယ်တာမန်လူတွေစားတဲ့အာဟာရမျိုးမဟုတ်ဘူးသို့တော်ရေပုံရအပြင်ခြုံပြုံးလိုက်တဲ့အခါမှာသဗ္ဗေတ္တအာဟာရထိတိကတရားအားလုံးဟာအစာအာဟာရကြောင့်တည်ထားရတယ်နောက်အဓိပ္ပာယ်တစ်ခုနဲ့ပြောမယ်စာမစားတဲ့တရားတွေအတွက်ပြောခြင်းတရားအားလုံးဟာအကြောင်းကံကြောင့်တည်ထမ်းကြရတယ်လို့သူတို့ပြောတယ်အကြောင်းကံရှိနေသမျှတည်ရှိကြတယ်ဒါဟာအားလုံးတူညီတဲ့အချက်ဖြစ်လို့တခုဆိုတာဘာလဲဆိုတာတရားအားလုံးဟာအာဟာရကြောင့်အသက်ရှင်တည်နေကြတယ်သို့မဟုတ်ကံတရားကြောင့်အသက်ရှင်တည်နေကြတယ်လို့ဒီလိုဖြေလိုက်တယ်သူနောက်တစ်ခါဒွေနာမကိန်းမြတ်စွာဘုရားကသောပကမင်းနှစ်ခုဆိုတာဘာတော့ဆိုနာမင်းစရူပင်းစအရှင်ဘုရားနာနဲ့ရုပ်ပါဘုရားလို့ဖြေတယ်
ဒါသူကမ္မထရှုမှတ်တဲ့အချိန်တုန်းကသူသိထားတာဆိုတော့တကယ်အခြေခံအဖြစ်နာနဲ့ရုပ်ဟာကမ္မထရှုရတဲ့အရာကိုယ်တဏ္ဍာမှာရှိတဲ့အရာနှစ်ခုနဲ့ဖြည့်တယ်အဲ့လိုပဲမေးသွားတာတိနိနာမကိန်းသောဘက၃ခုဆိုတာဘာလဲလို့ဆို၃ခုဆိုတာဗျာတဲ့တိတ်သောဝေဒနာဒုက္ခဝေဒနာဒုက္ခဝေဒနာအဒုက္ခမဒုက္ခလူတွေရဲ့စိတ်ခံစားချက်ဟာ၃မျိုးရှိပါတယ်လို့သူကအဲ့လိုဖြေတယ်စတ္တရိနာမကိန်း၄ခုဆိုတာတော့ဘာလဲလို့ဆိုစတ္တရိရိယသစ္စာလေးပါဗျာဝေဒနာတွေကိုရှုမှတ်ပွားလိုက်တဲ့အခါကျဘာသိသစ္စာလေးပါသိတာပေါ့အဲ့တော့သစ္စာလေးပါပါဗျာ၄ခုပါဒီလိုဖြေလိုက်တော့မြတ်စွာဘုရားသဘောချပြီးဆက်မေးတယ်ပင်စနာမကိန်း၅ခုဆိုတာဘာလဲဆိုရှင်ဘုရားကမ္မထမ်းရှုတဲ့အခါမှာဥပါဒณะခန္ဓာ၅ပါးပါဗျာဆိုဟောဥပါဒณะခန္ဓာ၅ပါးနဲ့ဖြေတယ်အဲ့လိုဖြေလိုက်တော့မြတ်စွာဘုရားကတာရုခေါ်တယ်သဘောကျပြီးတော့ရှစ်ဆက်မေးတယ်သနာမကိန်းဒါဖြင့်6ခုဆိုတာဘာတော့ဆိုသအစ္ဆတိကယေတနာနိအတွင်းအာရဏ6ပါးရှိပါတယ်ဗျာလူတွေမှာစိတ်ရဲ့ base လို့ခေါ်တဲ့အာရဏ6ခုမျက်စိနားနာလျှာကာယမနဆိုတဲ့အစ္ဆတိကရဏ6ပါးပါဗျာလို့အဲ့လိုဖြေးတယ်သူကနော်6ခဏဒါဖြင့်တတ္တနာမကိန်း9ခုဆိုတာဘာတော့ဆိုရင်တရားဓမ္မကျင့်ကြံကြိုးကိုအထုတ်တဲ့အခါမှာအတိညာရဲ့အထောက်အကူဖြစ်တဲ့တတ္တဘုဇင်ကဘုဇင်9ပါးပါဗျာအတိညာရဲ့အထောက်အကူတရားတွေအတိညာပါဝင်အလုံးဘုဇင်9ပါးပါဗျာလို့ဖြေတော့မြတ်စွာဘုရားကသဘောကျတယ်သဘောကျပြီးဒါဖြင့်အဋ္ဌနာမကိန်း8ခုဆိုတာဘာလဲဒီမေကုံမေးတဲ့အခါကျအရိယောအထင်ကြီးကောမေကောပါဖေဟာတပည့်ဆက်ကြမှာမြတ်စွာဘုရားဟောထားတဲ့ပစ္စည်းမပฏิပဒါနော်ဒီမဂ္ဂင်၈ပါးပါဖေဟာလို့ဒီလိုဖြေတဲ့အခါမြတ်စွာဘုရားနဝနာမကိန်းဒါဖြင့်9ဆိုတာဘာလဲ9ခုဆိုတာအရှင်ဘုရားတဲ့နဝတတ္တဝါတာတတ္တဝါတွေနေထိုင်ရပုံ9မျိုးပါဖေဟာလို့ဆိုတာဒါကတတ္တဝါတွေအလုံးကို30ဘုံကိုခြုံလိုက်တဲ့အခါမှာတတ္တဝါတွေရဲ့နေထိုင်ရပုံ9မျိုးဆိုတာတတ္တဝါတာဘုံ9ဝါဆိုတာရှိတယ်နော်အဲ့ဒီ30ဘုံကိုပဲခြုံပြီးတော့ပြောတဲ့စကားတစ်ခုအဲ့ဒီအဖြစ်မှန်တဲ့အခါကျတော့မြတ်စွာဘုရားနောက်ဆုံးမေးခွန်းတစ်ခုသူမေးတယ်ဒသနာမကိန်းဒါဖြင့်10ခုဆိုတာဘာလဲဆိုတော့ဒီနေရာမှာဒီပြနေရာတွေမှာ10ခုဆိုတာတွေကပြောစရာတွေအများကြီးရှိတယ်လေကုသိုလ်ကမ္မပရတရား10ပါးလဲ10ခုပဲအကုသိုလ်ကမ္မပရတရား10ခုဆိုတာလဲ10ခုပဲအရိယဝါဒတရား10ခုဆိုတာလဲရှိတယ်10ခုတွေအများကြီးရှိတဲ့တဲ့သူကဘာဖြေလိုက်တုံးဆိုတော့အဲ့ဒီနေရာမှာသူကတတဟင်္ဂဟိသမန္နာကတောအရဟာတိဩစတိပါဖျားသူကအင်္ဂါ10ပါးနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ကိုယဟန္တာလို့ခေါ်ပါတယ်ဆိုတာသူယဟန္တာဖြစ်ပါပြီဆိုတဲ့အကြောင်းကိုလျှောက်တဲ့သဘောနော်တတဟင်္ဂဟိတတဟိအင်္ဂဟိ10ပါးသောအချက်လက်တို့နှင့်သမန္နာတော်ပြည့်စုံတဲ့ပုဂ္ဂိုလ်ကိုအရဟာတိယဟန္တာဟူ၍ဩစတိဆိုရပါသည်အဲ့ဒီယဟန္တာပုဂ္ဂိုလ်ရဲ့ဒီအချက်လက်10မျိုးကိုဒီနေရာမှာ10ခုလို့ဆိုပါတယ်ဗျာလို့မြတ်စွာဘုရားသဘောကျသွားတာကလေးလေးကတွတ်တွတ်လက်လက်ဖြေတာဖြစ်သွားတော့သဘောကျသွားတယ်ဒါသူကသူယန္တာဖြစ်ပြီဆိုတာသူပြောလိုက်တဲ့သဘောပဲအဲ့လိုပြောလိုက်တယ်ဒါဖြင့်အဲ့ဒီ10ခုကဘာတွေတုံးဆိုတကယ်ကတော့ဒီယန္တာပုဂ္ဂိုလ်ရဲ့တဏ္ဍာမရှိတဲ့တမ္မာဒိဋ္ဌိအမှန်မြင်မှုတမ္မာသင်္ကပ္ပအမှန်တွေးမှုတမ္မာဝါစာမှန်တာပြောမှုတမ္မာကမ္မန္တမှန်တာလုံးမှုတမ္မာအာဇီဝမှန်ကန်တဲ့အသက်မွေးမှုတမ္မာဝါယာမမှန်ကန်တဲ့လုံလနဲ့တမ္မာတတိမှန်ကန်တဲ့အမှတ်ရမှုရဲ့တမ္မာသမာဓိမှန်ကန်တဲ့စိတ်တည်တံ့မှုဆိုတဲ့အပြင်မှာတမ္မာညာနာမှန်ကန်တဲ့အသိဉာဏ်နဲ့နော်တမ္မာဝိမု ക്തി မှန်ကန်စွာလွတ်မြောက်မှုဆိုတဲ့ဒီနှစ်ခုထည့်ပြီးယဟန္တာပုဂ္ဂိုလ်ရဲ့အင်္ဂါ10ခုဆိုပြီးသူကဖြေလိုက်တယ်အဲ့တော့မြတ်စွာဘုရားကကျင့်နှံ့ပြီးတော့သောဘကတော်တယ်ဒီနေ့ကနေစပြီးတော့မင်းယဟန်လို့ငါအစဉ်တိုးပေးလိုက်မယ်ဆိုပြီးယဟန်ဆိုတာကဥပတ္တပ္ပနတာမဏေရဆိုတာသူကအဆင့်ကနှိမ့်တယ်တစ်ဆင့်နှိမ့်တယ်နော်တမဏတ္တအပစ္ဆာတာမဏေရောဆိုတာ
မဏတွေရဲ့တဆင့်နှိမ့်တဲ့ပုဂ္ဂိုလ်အလုံးကျွေးသဘောမျိုးထားတာမို့တာမဏေရဆိုတာတဆင့်နှိမ့်ယဟန်ကြတော့ဥပတမ္ပနဆိုတာဥပရိဘာဝပဏ္ဏအဆင့်မြင့်ပေးခြင်းခံရတဲ့ပုဂ္ဂိုလ်မြင့်မြတ်တဲ့ဘဝကိုတိုးမြင့်ပေးလိုက်တာဘယ်အဆင့်လုံးဆိုရင်သာသနာတော်မှာအဆင့်ပေါ့နော်သာသနာဝန်ထမ်းယဟန်တွေကအဆင့်2ဆင့်ထားတယ်အမျိုးသားတွေမှာတာမဏေရရဲ့ဘိက္ခုရဲ့အဆင့်2ခုရှိတယ်အဲ့တော့အဆင့်2ခုတိုးမြင့်ပေးလိုက်ဥပတမဏဆိုတဲ့စကားအဆင့်မြင့်တဲ့အဆင့်ကိုရောက်သွားပြီလို့ဒီလိုဆိုလို့ရပေါ့အဲ့ဒါလို့ဖြေလိုက်တာကိုသဘောကျပြီးတော့မြတ်စွာဘုရားသူ့ကိုယဟန်ဖြစ်တိုးမြင့်ပေးလိုက်တယ်အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့သူကယဟန္တာဖြစ်သွားတဲ့အခါမှာသုတ်တန်တူရင်စောက်တည်တဲ့ကိုတော်တွေတို့သူနဲ့တွေ့ကြုံရတဲ့ပုဂ္ဂိုလ်တွေတို့ဒီသုတ်တန်တူရင်စောက်တည်ပြီဆိုရင်မေတ္တာပွားဖို့ကအပ္ပဒမအရေးကြီးတယ်သုတ်တန်ဆိုတာအန္တရာယ်တွေများတယ်ပေါ့နော်အန္တရာယ်တွေများတယ်ဒါကြောင့်မို့မေတ္တာဘာဝနာပွားဖို့ရအတွက်မေတ္တာဘာဝနာပွားတဲ့အကြောင်းကိုသူကဒီအမတ်တရားစကားနဲ့ပြောတာသူပြောပုံတွေကယထာပိဧကဗုဒ္ဓသမေပိယသမေကုတလိတိယမိသားစုတစ်ခုချစ်စရာဆိုလို့ဒီကလေးတယောက်ပဲရှိတယ်အဲ့ဒီကလေးတယောက်တည်းရှိတဲ့မိသားစုဟာသူ့ပေါ်မှာစုပြုံပြီးတော့မေတ္တာသက်ဝင်မှုတွေဖြစ်ကြသလိုနော်ဧဝံတဗ္ဗေတုပါဏိတုတရဝအလုံးတို့ပေါ်မှာတပ္ပထဘယ်ဘုံကဖြစ်နော်ဘယ်အမျိုးအစားဘယ်ဘုံဘဝမှာပဲဖြစ်တဗ္ဗေတုပါဏိတုတရဝအလုံးတို့ပေါ်မှာကုသလောတိယအကျဉ်းမေတ္တာတရားထားတဲ့ပုဂ္ဂိုလ်ပဲဖြစ်တင်ပါတယ်ဒီလိုရအောင်ကြိုးစားပါလို့အဲ့တော့ဒီလိုမေတ္တာထားနိုင်အောင်ကြိုးစားပါလို့ဆိုတာမြတ်စွာဘုရားကတော့ခုနမေတ္တာသုံးပါဟောတာဒီမာတယထာနိယံဗုဒ္ဓနဲ့ဟောတာသာသမီတူတဲ့ထွန်းကားတဲ့မိခင်ဟာအသက်ပေးပြီးသူသာသမီကိုဆောက်ရှောက်ဧဝံတဗ္ဗေတုပါဏိတုမာနတံဘာဝေအပရိမာဏသရဝအလုံးပေါ်မှာအဲ့ဒီစိတ်ကိုဖြစ်အောင်ကြိုးစားပါလို့သူပြောတာသောဘကအထိကလည်းအဲ့ဒီအဓိပ္ပာယ်ပဲသူပြောတဲ့စကားနော်အလုံးသောသရဝတွေပေါ်မှာမေတ္တာထားနိုင်အောင်ကြိုးစားပါလို့သူ့ရဲ့အမှတ်တရစကားဘုန်းကြီးတို့တွေလိုက်နာကျင့်သုံးကြမယ်ဆိုလို့ရှိရင်ရရှိလာတဲ့အဓိကအကျိုးကတော့ကိုယ်ရင်တဲ့နှလုံးထဲမှာအမုန်းတရားခင်းစင်ခြင်းဟာတကယ်လက်တွေ့ရနိုင်တဲ့အကျိုးတစ်ခုဖြစ်ပါတယ်ဘယ်ဖို့နိဗ္ဗာန်ရတာမရတာသာထားကိုယ်ရင်ထဲမှာအမုန်းကင်းသွားပြီဆိုရင်လူဟာစိတ်နှလုံးအေးချမ်းမှုရမှာသိချတယ်ဒါကြောင့်မို့သောဘကမထေရရဲ့ဒီအမှတ်တရစကားမေတ္တာတရားပွားနိုင်အောင်ဘုန်းကြီးတို့တွေကြိုးစားအထောက်ကြမှာဖြစ်တယ်လို့ကိုယ်စီမှတ်သားနာယူပြီးတရားချစ်ခင်သူတော်စင်များအနေနဲ့မေတ္တာတရားပွားများနိုင်အောင်ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း